Ini Natau Nasa Nagunit Sanalabai Chauye Sani Ni Yajan Kakala Yangudai Didaji Tali Myone Yagung Jiwa Osu Kenyemen Jiwa Mida Suayi Mahasi Tadana Jita Chaundaye Prana Nayaka Pidongure Searo Utumana Tahara Dhamma Sriya Mahasi Kamatana Sriya Nele Dhammagatika Tado 50 နဲ့ 3 နှစ်ငယ်သေးတယ်နော်အန္တိမအခိသာပနာပွဲကျန်ရကြတဲ့ပုဂ္ဂိုလ်တွေအကောင်းဆုံးကုသိုလ်ကောင်းမှုပြုပြီးတော့အများအတန်းများပေးဝေကြမယ်ဆိုတဲ့မွန်မြတ်တဲ့ရည်ရွယ်ချက်နဲ့ဓမ္မဒါနတရားပွဲတပည့်များရှင်ရင်ကျင့်ပါကြနော်အဲဒီတော့တရားနာပေသပေါင်းသူတော်ကောင်းတို့ကိုဘုန်းကြီးတို့ဘလို့တရားဒေသနာမျိုးကိုဟောဖို့စိတ်ကူးထည့်ထားတော့ဆိုတော့ဆင်းရဲဒုက္ခကိုကြောက်တယ်ဆိုလို့ရှိရင်နံပါတ်1အကုသိုလ်တရားကိုကြောက်မှရမယ်နံပါတ်2ဆင်းရဲဒုက္ခကိုကြောက်တယ်ဆိုရင်ဘဝကိုကြောက်မှရမယ်လို့ဆင်းရဲကိုကြောက်တယ်ဆိုတဲ့ပုဂ္ဂိုလ်တို့အတွက်ကြောက်เสียနှမျိုးပြောမယ်လို့စဉ်းစားထားနော်ဒီနေရာဖြင့်အခြေခံတရားရဲ့အစင်းမြင့်တရားရဲ့လို့ဒီလိုလည်းပဲခွဲခြားပြီးတော့မှတ်သားနိုင်တယ်ပေါ့နော်အခြေခံတရားကဘာလို့ဆိုတော့ဆင်းရဲဒုက္ခကိုကြောက်တယ်ဆိုရင်အကုသိုလ်ကိုကြောက်မှရမယ်မကောင်းတဲ့စိတ်တွေကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့အတွေးတွေမကောင်းတဲ့စိတ်ကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့အပြောတွေမကောင်းတဲ့စိတ်ကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့လုပ်ရက်တွေကိုအဲ့ဒါအကုသိုလ်လို့ခေါ်တယ်အဲ့ဒီအကုသိုလ်တရားတွေဟာကြောက်မဲ့ဖွယ်ရာအစွမ်းရှိတယ်အဲ့ဒါဘာလဲဆိုတော့ပိဿုပံမှာလည်းပဲဆင်းရဲစေတယ်ပူလောင်စေတယ်တန်တရားမှာလည်းပဲဆင်းရဲတဲ့ပူလောင်တဲ့ဆိုးကျိုးတွေကိုများစွာဖြစ်စေနိုင်တယ်ဒါသူတို့ရဲ့ပင်ကိုအစွမ်းနော်ကောင်းတဲ့စိတ်ကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့အတွေးတွေအပြောတွေအလုပ်တွေကိုတော့ဒါကုသိုလ်လို့ခေါ်တယ်ပေါ့နော်အဲ့ဒီကုသိုလ်တရားကလည်းပဲကောင်းတဲ့ဘက်မှာအလွန်မှစွမ်းအားတတိကြီးမားပိဿုပံမှာလည်းပဲချမ်းသာစေတယ်အစဉ်ပြေစေတယ်တန်တရားမှာလည်းပဲချမ်းသာမှုအစဉ်ပြေမှုအမျိုးမျိုးကိုဖြစ်ပေါ်စေတယ်ဒါကြောင့်ဒီတန်တရားထဲမှာနေကြရတဲ့နေကြအောင်မဲ့တရားဓမ္မတို့ဘုန်းကြီးတို့တွေအတွက်ချမ်းသာခြင်းနဲ့တန်တရားထဲမှာအစဉ်ပြေပြီးချမ်းချမ်းသာသာကျင်လည်ခြင်းနဲ့ဆိုလို့ရှိရင်ကောင်းတဲ့စိတ်ထားကိုခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့အတွေးတွေအပြောတွေအလုပ်တွေလို့ဆိုတဲ့ကုသိုလ်တရားကိုအကူရဒီဘဝတန်တရားထဲမှာဆင်းရဲဒုက္ခမကြုံလို့ဒုက္ခမဖြစ်လို့ဒုက္ခကိုကြောက်တယ်ဆိုလို့ရှိရင်မကောင်းတဲ့စိတ်ကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့အတွေးတွေအပြောတွေအလုပ်တွေလို့ဆိုတဲ့အကုသိုလ်တရားကိုကြောက်မှရမယ်ခါတပါမြတ်စွာဘုရားအဝိထိမြို့တဲကိုဆွမ်းကန်ကြွတယ်အဲ့ဒီတော့ကမြတ်စွာဘုရားကဇေတဝန်ကျောင်းတော်မှာသတင်းသုံးတယ်အဲ့ဒါဇေတဝန်ကျောင်းတော်နဲ့အဝိထိမြို့ရဲ့ကြားထဲမှာရေကန်တကန်ရှိတယ်အဲ့ဒီရေကန်သေးကနေဖြတ်လျှောက်ပြီးတော့မြို့တဲကိုဆွမ်းကန်ကြွရတာအဲ့ဒါကလေးတတိုက်ကအဲ့ဒီရေကန်နဲ့ဆင်းပြီးတော့ငါးဖမ်းနေကြတယ်တဲ့အဲ့ဒါကိုမြတ်စွာဘုရားမြင်တော်မူတဲ့အခါကလေးတွေပဲဆိုပြီးတော့လစ်လျူမရှုနိုင်ဘူးအဲ့ဒီကလေးတွေအကုန်လုံးကိုမြတ်စွာဘုရားအနာကိုခေါ်ပြီးတော့မြတ်စွာဘုရားကဗာမိတ်ရှိတော့ဗာမေးတော့ဆိုတော့ကလေးတို့မင်းတို့ဆင်းရဲဒုက္ခကိုကြောက်သလားမှန်လားပါဗျာတပည့်တော်တို့ဆင်းရဲဒုက္ခကိုကြောက်ပါတယ်ဗျာမင်းတို့ဆင်းရဲဒုက္ခကိုကြိုက်သလားနှစ်သက်သလားထပ်မေးတယ်ဆင်းရဲဒုက္ခကိုတပည့်တော်တို့မနှစ်သက်ပါဘူးဗျာဉာဏ်ရှိတဲ့လူတိုင်းဒီလိုပဲဖြေရမှာပဲလေဆင်းရဲဆိုရင်ကြောက်ရမှာပဲလေကြောက်အပ်တဲ့အရာပေါ့နော်ဆင်းရဲကိုဘယ်သူမှမကြိုက်
အဲ့လိုမျိုးဆင်းရဲကိုကြောက်ပါတယ်ဗျာဆင်းရဲကိုမကြိုက်ပါဘူးလို့ရှောက်တော်မြတ်စွာဘုရားကဥဒန်းကျူးတယ်တဲ့ကလေးတွေဆိုတော့ပြောတယ်ပဲနားလေနိုင်မဲ့အရွယ်မဟုတ်သေးတဲ့အတွက်ကြောင့်တနည်းအားဖြင့်နားလေနိုင်တဲ့အခြေခံပါမလာတာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့ဒါကြောင့်သူတို့ကိုရည်ရွယ်ပြီးတော့တရားဟောတာမဟုတ်ဘူးဥဒန်းကျူးတာဥဒန်းဆိုတာကကိုယ့်ရဲ့စိတ်ထဲမှာကိုပြောကျင်နေတာတွေနော်တရားကြီးတို့ခဏတိတ်တိတ်ကိုပြောကျင်နေတာတွေကိုဘလို့မှနော်စိတ်ထဲမှာမဆန့်တော့လို့နှုတ်တော်ကနေအလိုလိုရှံကြလာတဲ့စကားမျိုးကိုဥဒန်းလို့ခေါ်တာအဲ့ဒါမြတ်စွာဘုရားကျွရင်တော်မူတဲ့ဥဒန်းကထာလေးသစေဘာယထဒုက္ခတသစေဟောဒုက္ခမပ္ပိယံမဟာကတ္ထပပကံကမ္မအာဝိဝါယတိဝါရဟောတရားဓမ္မတို့ဘုန်းကြီးတို့နားလည်နိုင်စွမ်းရှိတဲ့ပုဂ္ဂိုလ်တွေအတွက်အလွန်မှအခြေခံကြကြမှတ်သားထားစရာကောင်းတဲ့ဒေသနာတစ်ပုဒ်နော်သစေဘာယထဒုက္ခတတကယ်လို့ဆင်းရဲဒုက္ခကိုကြောက်တယ်ဆိုရင်သစေဟောဒုက္ခမပ္ပိယံတကယ်လို့ဆင်းရဲဒုက္ခကိုမကြိုက်ဘူးဆိုရင်နော်ဆင်းရဲကိုကြောက်တယ်ဆင်းရဲကိုမကြိုက်ဘူးဆိုရင်တဲ့မာကတ္ထပပကံကမ္မအာဝိဝါယတိဝါရဟောမာကတ္ထပပကံကမ္မမကောင်းတာကိုမလုံးနဲ့မပြောနဲ့မတွေးနဲ့တဲ့အဲ့လိုမကောင်းတာကိုမလုံးနဲ့မပြောနဲ့မတွေးနဲ့လို့ပြောတဲ့စကားရဲ့ရှေ့မှာဝိသေသနာစကားလေးကုထားသေးတယ်အဲ့ဒါကဘာလို့ဆိုတော့အာဝိဝါယတိဝါရဟောလူကွယ်ရာမှာပဲဖြစ်ဖြစ်လူရှိမှာပဲဖြစ်ဖြစ်ဟောဒီစကားလေးကလည်းပဲဘုန်းကြီးတို့ရဲ့ဥထုဇဉ်တွေရဲ့စိတ်ကိုမြတ်စွာဘုရားကနားလည်နေလို့ဒါလေးကိုထည့်ပေးတာကျတို့ကမကောင်းတာကိုရှောင်ပြီးဆိုလို့ရှိရင်များသောအားဖြင့်ဘယ်အခြေအနေမျိုးမှာပဲရှောင်ကြတာများတော့လူရှိဟုတ်လားလူရှိသူရှိဆိုရင်တော့ရှက်တယ်နော်လူရှိသူရှိဆိုရင်ရှက်တယ်နော်တကယ်တမ်းရှက်စရာအကျိုးပေးတွေကိုဖြစ်စေတတ်တဲ့ရှက်စရာကိစ္စတွေလို့အကုသိုလ်ကိုကရှက်စရာလို့သိတဲ့ဉာဏ်နဲ့ရှက်တာကရှားတယ်သူများကဲ့ရဲ့မှာကြောက်လို့ရှက်လို့သာရှောင်လိုက်တာရှက်တာကလည်းအဆင့်အမျိုးမျိုးရှိရဲ့နော်ဘာကြောင့်မဲမကောင်းတာကိုမလုပ်ရှက်တယ်ဆိုရင်တော့ကောင်းပါတယ်ကြိုဆိုရမယ့်ကိစ္စနော်သို့တော့ဘယ်သူမှမရှိတဲ့အချိန်ဘယ်သူမှမသိဘူးဆိုရင်တောင်အကုသိုလ်အမှုဟာရှက်စရာအကျိုးပေးကိုဖြစ်စေတတ်တယ်ဆိုတဲ့မှန်ကန်တဲ့အသိနဲ့ရှက်တတ်တဲ့စိတ်ရှိရတယ်ကြောက်စရာအကျိုးပေးကိုဖြစ်စေတတ်တယ်ဆိုတဲ့မှန်ကန်တဲ့အသိနဲ့အကုသိုလ်ရဲ့ပုံမှာကြောက်တတ်ရတယ်အကုသိုလ်ကိုရှက်တာကိုဟိလို့ခေါ်နော်အကုသိုလ်အမှုကိုကြောက်တယ်ဆိုရင်တော့ဥတ္တပလို့ခေါ်တယ်အဲ့ဒါကဘာခေါ်တော့နော်လောကပါဠလောကကြီးကိုမပြည့်စည်အောင်စောင့်တဲ့တရားနှစ်ပါးသုက္ကဓမ္မအလွန်ဖြူစင်စေတဲ့တရားနှစ်ပါးဒီလိုလည်းပဲနားလည်ရမယ်ဟိဥတ္တပအရှက်အကြောက်ဟုတ်လားခုဒီမှာမြတ်စွာဘုရားကဆင်းရဲမှာကြောက်တယ်ဆင်းရဲကိုမကြိုက်ဘူးဆိုလို့ရှိရင်မကောင်းတာကိုမလုံးနဲ့မကောင်းတာကိုမလုံးနဲ့ဆိုတဲ့စကားထဲမှာပြောတာလည်းအကျုံးဝင်တယ်တွေးတာလည်းအကျုံးဝင်တယ်အပြောကိုလည်းဒီနေရာမှာအလုတ်လိုပဲနားလည်ရမယ်အတွေးကိုလည်းဒီနေရာမှာအလုတ်လိုပဲနားလည်ရမယ်ဟုတ်လားအဲ့လိုမကောင်းမှုကိုရှောင်တဲ့အနေအထားမျိုးမှာလူရှိမှတွေရှောင်လို့မပြည့်စုံလူကွယ်ရာမှာလည်းပဲရှောင်ရမယ်ဒါလေးကိုပါထောက်ပြပြီးတော့မြတ်စွာဘုရားပြောတယ်နော်ဒါကြောင့်ဒီဒေသနာလေးကိုဘုန်းကြီးတို့အခြေခံကြကြပိုင်နိုင်ရမယ်ဆင်းရဲကိုကြောက်တယ်ဆိုရင်ဆင်းရဲကိုမကြိုက်ဘူးဆိုလို့ရှိရင်ကိုယ်ရာမှာပဲဖြစ်ဖြစ်လူရှိမှာပဲဖြစ်ဖြစ်မကောင်းတာကိုမလုံးနဲ့အကယ်၍မကောင်းတာကိုအခုလဲလုံမယ်နောက်လဲလုံမယ်ဆိုလို့ရှိရင်သင်တို့ဟာထွက်ပြေးတော်လဲပဲဆင်းရဲဒုက္ခရဲ့လက်ကမလွတ်နိုင်ဘူးတဲ့ဟောဘယ်လောက်ကြောက်စရာကောင်းတော့ထွက်ပြေးလို့မလွတ်နိုင်ဘူးတဲ့ကိုပြုထားတဲ့အမှုရဲ့အကျိုးဆက်ကိုကိုဟာအမွေခံရလိမ့်မယ်ဒီအမွေကညှင်းပယ်လို့မရအောင်ဒီသဘောလေးကိုဘုန်းကြီးတို့ကပိုင်နိုင်နားလဲလေရမယ်ယုံကြည်မှုလည်းပဲထက်တန်ရှိစေရမယ်ဒါကြောင့်ဘဝမှာကြောက်เสียအကောင်းဆုံးຢာကဘာလဲအကိုးเสียအကောင်းဆုံးຢာကဘာလဲဆိုတာကိုရိုးရိုးရှင်းရှင်းလေးထိတိမိမိနားလည်ထားရမယ်ကြောက်เสียအကောင်းဆုံးຢာကဘာလဲလို့မေးရင်အကောင်းတဲ့စိတ်
အားကိုးစရာအကောင်းဆုံးရာဟာဘာလဲလို့မေးရင်ကောင်းတဲ့စိတ်ပဲဘာဖြစ်လို့တော့မကောင်းတဲ့စိတ်ဖြစ်လာပြီဆိုရင်အဲ့ဒီအချိန်မှာတွေးတာပြောတာလှုပ်တာတွေအကုန်လုံးဟာအကုသိုလ်ပဲဒါရိုးရှင်းရှင်းနားလည်ရမယ်နော်ကောင်းတဲ့စိတ်ဖြစ်မယ်ဆိုရင်တော့အဲ့ဒီအချိန်မှာတွေးသမျှပြောသမျှလှုပ်သမျှအကုန်လုံးဟာကုသိုလ်ပဲအဲ့တော့ဘုန်းကြီးတို့ကုသိုလ်အကုသိုလ်ကိုနားလည်တဲ့နေရာမှာလူရက်တွေအပြောတွေအတွေးတွေလောက်ကိုတင်တောင်းတင်းနေလို့မရဘာကိုအခြေခံပြီးတော့ဘလို့စိတ်ကိုအခြေခံပြီးတော့တွေးတာပြောတာလှုပ်တာလေဆိုတဲ့မူရင်းထိလိုက်ပြီးတော့မြင်နိုင်ဖို့လိုမယ်ဟုတ်လားဒါကြောင့်မနက်ကတောင်အိမ်တွေမှာပြောခဲ့တယ်ကုသိုလ်ရတယ်ဆိုတာဘလို့အနေထားမျိုးကိုကုသိုလ်ရတယ်လို့ပြောတာတော့ကုသိုလ်ရတယ်ဆိုတာရှင်းရှင်းပြောရရင်အလွန်ကောင်းတဲ့စိတ်ကလေးတွေဖြစ်သွားတာကိုကုသိုလ်ရတယ်လို့ပြောတာနော်ကုသိုလ်ရတယ်ဆိုတာဘာလို့အလွန်ကောင်းတဲ့စိတ်ကလေးတွေဖြစ်သွားတာအဲ့ဒါဘုန်းကြီးတို့စေတနာတန်တန်လေးနဲ့မေတ္တာတရားလေးနဲ့ပေးမယ်ဆိုရင်အဲ့ဒီအချိန်မှာစိတ်ကလေးဟာအလွန်ကောင်းတယ်ကောင်းတဲ့စိတ်ကလေးကကုသိုလ်နော်ပေးတယ်ဆိုတဲ့နေရာမှာတောင်မှပေးတိုင်းကုသိုလ်ဖြစ်တာမဟုတ်ဘူးကောင်းတဲ့စိတ်ပါမှကုသိုလ်ဖြစ်တာကောင်းတဲ့စိတ်မပါရင်ကုသိုလ်မဖြစ်ဘူးတော့လက်နဲ့ပြပြီးတော့တောင်းတယ်ကြောက်လို့ပေးလိုက်ရတယ်ကုသိုလ်ရသလားမရဘူးဘာမပါလို့တော့ကောင်းတဲ့စိတ်မပါလို့ဟုတ်ပြီနော်အဲ့လိုဆိုရင်ကုသိုလ်ရတယ်ဆိုတာကောင်းတဲ့စိတ်ကလေးဖြစ်သွားတာကိုပြောတာဆိုရင်အကုသိုလ်တွေရတယ်ဆိုတာကိုဘယ်လိုပြောမလို့မကောင်းတဲ့စိတ်တွေဖြစ်သွားတာပေါ့ဟုတ်တယ်မို့လားအဲ့ဒါဘုန်းကြီးကအခြေခံကြတဲ့အကြောင်းအရာလေးကိုအဲ့လိုပြောကျင်တာဆင်းရဲကိုကြောက်တယ်ဆိုလို့ရှိရင်အကုသိုလ်ကိုကြောက်ရမယ်တနည်းအားဖြင့်မကောင်းတဲ့စိတ်ကိုကြောက်ရမယ်မကောင်းတဲ့စိတ်ဟာဘလောက်ထိတတ္တဝါကိုဆင်းရဲဒုက္ခဖြစ်စေနိုင်တယ်လဲဆိုတာမြတ်စွာဘုရားလောက်ဘယ်သူမြင်ပါလဲဓမ္မပဒပါဠိတော်မှာမြတ်စွာဘုရားဘလောက်ထိမြင်ပြတော့ဒီသောတိတံယန္တံကိရိတာဝိရိဝပါဏဝိရိနံမိစ္ဆာပရိဟိတံစိတ်တံပါပိယောနံတတောကရေအချင်းချင်းမုန်းနေကြတဲ့ယန္တုတွေရှိတယ်ဟောအချင်းချင်းမုန်းနေကြတဲ့ယန္တုနော်တချို့ကမုန်းတာယန္တုမဟုတ်ဘူးတချို့ကယန္တုတာဖြစ်တာမမုန်းဘူးအခုကမုန်းတဲ့ယန္တုတွေ့ပြီဆိုရင်ဘာလို့မှာတော့အစွမ်းရှိသလောက်ဒုက္ခပေးမှာပေါ့အာနာတဲ့သဘောတနာတဲ့သဘောငဲ့ညာတဲ့သဘောလုံးဝမရှိဘုံဆိုအချင်းချင်းမုန်းတဲ့ယန္တုဖြစ်နေလို့အဲ့ဒီမုန်းနေတဲ့ယန္တုချင်းချင်းဒုက္ခပေးတာတဲ့ကိုယ်တန်တာမှာကိုယ့်ရဲ့မှားယွင်းတဲ့နှလုံးသွင်းမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့မကောင်းတဲ့စိတ်ကကိုယ့်ကိုပို့ပြီးတော့နှိပ်စက်နိုင်တယ်ကိုယ့်ကိုပို့ပြီးတော့ဆင်းရဲစေနိုင်တယ်။ဒါမြတ်စွာဘုရားဥပမာနဲ့တကွမကောင်းတဲ့စိတ်ကိုကြောက်ဖို့မြတ်စွာဘုရားမြင်ပြတယ်နော်။မုန်းတဲ့ယန္တုချင်းချင်းဒုက္ခပေးတာတဲ့ကိုယ့်ရဲ့မကောင်းတဲ့စိတ်ကကိုယ့်ကိုပို့ပြီးတော့ဒုက္ခပေးနိုင်တယ်လို့အဲ့ဒါလို့မကောင်းတဲ့စိတ်ရဲ့အပေါ်မှာဘလို့သဘောထားမလဲဆိုတာလေးကိုမြင်ပြတာဟုတ်ပြီနော်တစ်ဖက်မှာလည်းပဲကောင်းတဲ့စိတ်ကိုမြတ်စွာဘုရားကသူ့ရဲ့စွန့်ရည်တတ္တိကိုမြင်တော်မူသည့်အလျောက်ဘလို့ဥပမာလေးပြပြီးတော့ပြောတော့နာတမတပိတာကိတာအညဝပိစညတကတမပတိဟိတံစိတ်တံတေယသောနံတတောကရေကိုအလွန်ချစ်တဲ့ရွှေတွေမျိုးတွေညီကိုမောင်နှမတွေမိတ်ဆွေတွေပေါင်းတင်တွေမိဘတွေနော်မိဘအထိပါတယ်နော်အလွန်ချစ်တဲ့မိဘကကိုယ့်ကိုချမ်းသာစေနိုင်တာထက်ကိုယ့်ပေါ်မှာကောင်းစေခြင်းတဲ့စိတ်နဲ့ကောင်းအောင်လုပ်ပေးနိုင်တာတွေထက်ကိုယ့်ရဲ့ကောင်းတဲ့စိတ်ကကိုယ့်ကိုပို့ပြီးတော့ချမ်းသာစေတယ်ချစ်တဲ့မိဘတွေကမပေးနိုင်တဲ့ချမ်းသာမှုမျိုးကောင်းမွန်မှုမျိုးကိုကိုယ်တဏ္ဍာမှာဖြစ်တဲ့ကောင်းတဲ့စိတ်ကပေးနိုင်တယ်ဒါကြောင့်ဘဝမှာရိုးရိုးရှင်းရှင်းနဲ့ထိထိမိမိခိုင်ခိုင်မာမာနားလည်ထားရမယ်အတိတစ်ခုကဘာလဲဆိုရင်ဘဝမှာကြောက်เสียငါအတွက်ကြောက်เสียအကောင်းဆုံးဟာငါရဲ့မကောင်းတဲ့စိတ်ငါအတွက်အားကိုးเสียအကောင်းဆုံးဟာငါရဲ့ကောင်းတဲ့စိတ်ပဲဒါကြောင့်ကောင်းတဲ့စိတ်ကလေးဖြစ်အောင်ငါအမြဲတမ်းကြိုးစားမယ်မကောင်းတဲ့စိတ်မဖြစ်အောင်ငါအမြဲတမ်းကြိုးစားမယ်ဒီစိတ်ကိုဒီခံယူချက်ရှိရမယ်ဘာကြောင့်မကောင်းတဲ့စိတ်တွေကဖြစ်လာတာတော့ဘာကြောင့်ကောင်းတဲ့စိတ်တွေဖြစ်ပေါ်နိုင်တဲ့တုန်းဒါကိုလည်းပဲဘုန်းကြီးတို့အခြေခံကြကြနားလည်ရမယ်ကောင်းတဲ့စိတ်ဖြစ်ခြင်းရဲ့အကြောင်းတရားဟာအရေးပါတဲ့အကြောင်းတရားကယောနိသောမနတိကာရနှလုံးသွင်းမှန်တာအတွေးတဲ့တာကုသိုလ်ဖြစ်အောင်စဉ်းစားတတ်တယ်အကုသိုလ်မဖြစ်အောင်စဉ်းစားတတ်တယ်မြင်တတ်တယ်ဒီယောနိသောမနတိကာရနယ်ပယ်အလွန်ကျယ်တယ်တရားကိုကောက်ရင်တော့ပညာပါပဲမကောင်းတဲ့စိတ်တွေဖြစ်တယ်အကုသိုလ်ဖြစ်တယ်ဆိုတဲ့နေရာမှာလည်းအကြောင်းတရားရှိတယ်ဘာလဲလို့မေးရင်
အာယောနိသောမနတိကာရနှလုံးသွင်းမမှန်ကန်တာမတင့်တော်တာကိုတွေးတာသူ့ရဲ့အတွေးကမတည့်ဘူးအမြင်တွေကစောင်းဒီသဘောကိုပြောတာနော်ဒါကြောင့်ယောနိသောမနတိကာရဖြင့်ကောင်းတဲ့စိတ်ဖြစ်အောင်ဘုန်းကြီးတို့ကြိုးပမ်းအထောက်ရမယ်အာယောနိသောမနတိကာရကိုလျှော့ချရင်းဖြင့်လည်းပဲမကောင်းတဲ့စိတ်တွေနေပါအောင်ကြိုးစားရမယ်ဟုတ်လားအဲ့တော့ဘုန်းကြီးဒါအခြေခံတရားလေးကိုပြောတာဘုန်းကြီးတို့တွေကဘဝတန်ရာခရီးကိုသွားနေတာဒီချက်ကလေးနည်းနည်းရှင်းပြမယ်ခရီးဆိုတာကအစင်းစက်ရှိတယ်ဆိုကြပါစို့ဘုန်းကြီးတို့လူလောကမှာနော်ရှင်အမျိုးမျိုးကိုစီးပြီးတော့သွားတဲ့ခရီးအမျိုးမျိုးရှိတယ်နော်လေကြောင်းခရီးရေကြောင်းခရီးကုန်းကြောင်းခရီးဟုတ်တယ်မဟုတ်လားဘယ်နေရာကိုရောက်ချင်တယ်လဲဘယ်လိုရင်ကိုစီးသွားမလဲနော်စပင်းစီးသွားမလားဖက်နှက်စီးသွားမလားကားစီးသွားမလားခြေကျင်သွားမလားခရီးမျိုးမျိုးရှိတယ်နော်ခရီးတိုင်းဟာတနေရာကိုတော့ရောက်သွားစေတာကြီးပဲဟုတ်လားအဲ့ဒီဟာကိုဗဂတိခရီးလို့နားလည်ရမယ်အဲ့ဒီဗဂတိခရီးဆိုတာကကိုသွားခြင်းရင်သွားမယ်ကိုမသွားခြင်းရင်နားမယ်ရတယ်နော်အဲ့ဒီခရီးသွားနေသလိုမျိုးတနေရာကိုရောက်သွားစေမဲ့ခရီးသွားခြင်းမျိုးနဲ့ဘဝမှာလူသားမန်နေဉာဏ်သားမန်နဲ့မသိနိုင်တဲ့ခရီးတစ်ခုကိုလည်းဘုန်းကြီးတို့အမြဲသွားနေရတယ်အဲ့ဒါဘာလဲဆိုတော့ဘဝခရီးနော်ပဂတိခရီးကတော့အိမ်ကနေစထွက်မယ်ဘယ်ကိုသွားခြင်းလဲဘယ်ရောက်ခြင်းလဲသွားမယ်ပေါ့နော်ဘဝခရီးကတော့ဘယ်ကနေစထွက်ပြီးတော့ဘယ်ကိုဥတည်ပြီးတော့ဘယ်ကိုသွားတယ်လဲဆိုရင်မွေးခြင်းကနေစထွက်တယ်သိခြင်းစီကိုဥတည်ပြီးတော့သွားတယ်အဲ့ဒါဘဝခရီးပဲအဲ့ဒီခရီးကတော့ရက်လို့လည်းမရဘူးနားလို့လည်းမရဘူးအမြဲသွားတယ်သူကနှေးတယ်လည်းမရှိဘူးမြန်တယ်လည်းမရှိဘူးအမြဲသွားတယ်သွားတယ်လို့သိတိဖြစ်စီမသိတိဖြစ်စီသူပုံမှန်သွားနေတယ်အခုမြင်နေရတာကတော့ဘုန်းကြီးကမိုက်ကရိုဖုန်းကင်ပြီးတော့ပနေမောကနေတရားစကားပြောတယ်တရားဓမ္မတွေကအောက်ကထိုင်ပြီးတော့နာယူရတယ်တရားဟောတဲ့အလုပ်တရားနာတဲ့အလုပ်ကိုလုပ်နေတယ်လို့ပဂတိမျက်စိနဲ့ကြည့်ရင်ဒီလိုမြင်ရတယ်ပေါ့နော်နည်းနည်းတဲ့ဉာဏ်နဲ့ကြည့်မယ်ဆိုရင်အဲ့ဒီလိုမြင်ရမှာမဟုတ်ဘူးသိခြင်းဒီကိုခရီးသွားနေတာလို့ပဲမြင်ရမယ်သွားနေတယ်နော်စောစောက1မိနစ်အနေထားကနေကြည့်မယ်ဆိုရင်ခု1မိနစ်ပို့ပြီးတော့သိခြင်းနဲ့နေတယ်ဟုတ်တယ်မဟုတ်လားဒါညင်းလို့ရသလားမရဘူးနော်ယနာမရှိတဤဤစီးသည့်မြစ်ပံမှာအသေးစခမနာတိုင်းရှောက်လန်းကြသူငါနော်ဘုန်းကြီးတို့စိတ်ဓာတ်မှာယောဂီများဆင်ခြင်ဖို့နှလုံးသွင်းဖို့မြတ်စွာဘုရားရဲ့ဒေသနာတော်တွေနဲ့အညီရေးထားတဲ့ဆောင်းပုဒ်ကလေးနော်နတိပပ္ပတိယုပမံလူဘဝရဲ့အသက်ရှင်ရတယ်ဆိုတာတောင်ပေါ်ကနေအမြင့်ကနေအရှိန်နဲ့စီးကျလာတဲ့တောင်ကြားမြစ်တစ်စင်းနဲ့တူတယ်တဲ့နော်မြစ်တောင်ကသူကရိုးရိုးမြေပြန့်မှာစီးတဲ့မြစ်လို့တအီစီးတာမဟုတ်ဘုံတိုင်းကျဲစီးတာအရှိန်အဟုန်နဲ့သွားတာလူဘဝရဲ့အသက်နော်ရှင်တန်ရတဲ့အနေထားတနည်းအားဖြင့်ဘဝခရီးကိုဘယ်လိုသွားတာလဲဆိုတာကိုမြတ်စွာဘုရားဥမာပေးတယ်နော်ဘယ်လိုသွားတာတော့အရှိန်အဟုန်နဲ့သွားတာကျွတ်တော်စကားပြောနေတဲ့အလုပ်ကိုလုပ်ကောင်းလုပ်မယ်လက်နဲ့လုပ်နေတဲ့အလုပ်တစ်ခုကိုလုပ်ကောင်းလုပ်နေမယ်စိတ်နဲ့တွေးတဲ့အထုကိုလုပ်ကောင်းလုပ်နေမယ်အလုပ်တွေလုပ်ရတာပင်ပန်းလာတယ်တနေ့ကုန်တနေ့ကအလုပ်လုပ်ရလို့ပင်ပန်းတယ်ဆိုညမှာအိပ်ဆက်အနာယူဒီခန္ဓာကိုယ်ကြီးကသေခြင်းစီကိုသွားတဲ့အလုပ်ကိုတော့ဘယ်တော့မှသူဟာအနာယူတယ်လို့မရှိဘူးအိပ်ပျော်နေတဲ့အချိန်မှာတော့သူမသွားဘူးလားသွားတယ်ပုံမှန်ပဲသွားတယ်နှီးတယ်မြန်တယ်မရှိဘူးပုံမှန်ပဲသွားတယ်ဒါမြတ်စွာဘုရားကမြစ်တစ်စင်းနဲ့ဥမာပေးပြီးတော့ဟောတာနောက်ထပ်ပေးတဲ့ဥမာတစ်ခုကပိုးပြီးတော့ထိတ်လန့်စရာကောင်းတယ်ဂောဝိစုပမာနော်နွားတကောင်နော်နွားသသမားကပတ်ပြီးတော့အသားရောင်ဖို့ဝဲလာတယ်အဲ့ဒီနွားသသမားဆွဲရနောက်ကိုဒီနွားဟာလိုက်တယ်ခြေလန်းတိုင်းဟာအဲ့ဒီနွားအတွက်အသက်ခံရခြင်းနဲ့နေတယ်နောက်တလန်းလန်းလာရင်တလန်းစာပူနေတော့နောက်တလန်းလန်းပဲရှင်တလန်းစာပူနေတယ်အဲ့တော့ဘုန်းကြီးတို့တွေဟာအမိဝမ်းဝမ်းကကျုပ်တွေကစပြီးတော့ဒီဘဝခရီးကိုမရက်မနာသွားတယ်ဘယ်တော့မှရက်ခဲ့တယ်နားခဲ့တယ်ဆိုတာမရှိခဲ့ဘူးအခုလည်းပဲသွားနေတယ်နောင်လည်းပဲသွားအောင်ပဲဘယ်ချိန်ထိသွားမလို့ဆိုသေထိသွားမယ်ဘယ်ချိန်မှသေခြင်းတရားနဲ့တွေ့မှာတော့ဒီဘဝအတွက်နောက်ဆုံးပန်းနိုင်လို့ဆိုရမယ်သေခြင်းတရားဟာဘယ်ချိန်တွေ့မှာတော့ဆိုတာကတော့ဘုန်းကြီးတို့အချိန်ကတ်သက်ပြလို့မရဘူးပဂတိခရီးကတော့ဘယ်နှမိုင်ဝေးတယ်ဒါကြောင့်ကာဗန္ဒနာကြီးစီရအောင်မယ်တိကျတဲ့သတ်မှတ်ချက်ရှိတယ်တိကျတဲ့ဘုန်းကြီးတို့
နော်မျှော်မှန်းပြီးတော့နားလည်လို့ရတဲ့အခြေအနေရှိတယ်ဘဝခရီးမှာတိကျတဲ့နားလည်စရာမရှိဘာဘူးလို့တော့ဒီဘဝမှာဘယ်လောက်နေရမလဲဆိုတဲ့နေဖို့အတွက်ပြုခဲ့တဲ့ကံအရှိန်တွေဟာတယောက်နဲ့တယောက်မတူကြလို့ဆိုကြပါစို့နော်မြားတဲ့စင်းကိုလေးညို့ပေါ်တင်ပြီးတော့ဆွဲပြီးတော့ပြစ်လိုက်တယ်အရှိန်ရှိသလောက်ဒီမြားတံဟာလေထဲမှာပြန်တန်းသွားတယ်ဒီမြားတံဟာဘယ်အချိန်မှမြေကြီးပေါ်ပြုတ်ကျမလဲဆိုတာကိုဘယ်လိုပြောမလဲဘလောက်အရှိန်နဲ့ပြစ်လိုက်တာလေလေးကဘလောက်ကောင်းတယ်လဲမြားတံကတော့ဘလောက်ဖြောင်းတယ်လဲဒီမေခွန်းတွေကိုဖြေပြီးတော့မှသာဘလောက်ကြာကြတော့လေထဲမှာနေလိုက်မယ်ဆိုတာဘုန်းကြီးတို့ဖြေလို့ရမယ်ဟုတ်လားဒီမြားတံဟာသူ့အစွမ်းနဲ့သူသွားတာလားအရှိန်ရဲ့အစွမ်းနဲ့သွားတာလားလေးညိုးကနေပြစ်လွတ်လိုက်တဲ့နောက်ဆွဲပြီးတော့ပြန်လွတ်လိုက်တဲ့အရှိန်ရှိတယ်လေးတိုင်းနဲ့လေးညိုးနဲ့ကျိုးနဲ့ပေါင်းပြီးတော့အလုတ်လုတ်တယ်နော်လူတယောက်ရဲ့ဆွဲအားနဲ့ပြန်လွတ်ထည့်လိုက်တယ်အဲ့ဒီအရှိန်ကြီးရင်ကြီးသလောက်လေးရလဲကောင်းရင်ကောင်းသလောက်ပေါ့နော်ဒီမြားတာဟာဒီထဲမှာကြာကြာရှိတယ်နော်ခဲတလုံးကိုမြောက်လိုက်တယ်တေချာပေါက်မြေကြီးပေါ်ပြန်ကြမယ်ဘယ်အချိန်ပြန်ကြမလဲဆိုတာဘလောက်အားစိုက်ပြီးတော့မြောက်လိုက်တယ်လဲဆိုတာပေါ်မှာပဲမူတည်အဲ့ဒါလိုပဲဘုန်းကြီးတို့ဘဝရဲ့ရှင်သန်ခြင်းဟာဘယ်အရှိန်နဲ့နော်လှုပ်ခဲ့တယ်လေတနည်းအားဖြင့်ကံကိုဘုန်းကြီးကဒီနေရာမှာအရှိန်ဆိုတဲ့သဘောလေးနဲ့တင်စားပြီးတော့ပြောနေတယ်ဘလောက်အရှိန်နဲ့ဘုန်းကြီးတို့လူဘဝကိုရောက်ဖို့အတွက်အကြောင်းတရားတွေရှိနေတယ်လေဒါပေါ်မှာမူတည်လိမ့်မယ်သေချာတာကတော့ကုန်မယ်ဆိုတာသေချာတယ်နော်ရေအိုးတွေကရေအိုးတရက်တစ်ခွက်ခက်ပြီးတော့တောင်းနေတယ်နဲလာတယ်ပြီးရင်ဘာဖြစ်မှာလဲကုန်ရလိမ့်မယ်အဲ့ဒီအမှန်တရားကြီးဟာသိဖို့လွယ်ကူပါလဲကဲနဲ့ကျွတ်တို့ကအဲ့ဒီဘက်ကိုစိတ်ဦးမလှဲ့ပဲနဲ့သိအောင်မလုပ်တဲ့အတွက်ကြောင့်ရောင်ဝါဖြစ်နေနော်သေပါမလားဆိုတဲ့ကိစ္စနော်သေမယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာပိုင်နိုင်တိတိကျကျလက်ခံဆုံးဖြတ်ထားတဲ့အာအလွန်နဲတယ်လို့ထင်တယ်နော်သေတဲ့လူကိုတွေ့နေတာတောင်မှသူရာသေတာငါတော့အသေးသေးဘူးလို့ပဲထင်တာဘယ်ချိန်သေမလဲဆိုတာကိုလည်းပဲဘာမှမှန်းထားတာမရှိဘူးမသေးကြဘူးဆိုတဲ့ကိစ္စကိုတောင်စိတ်ကနားမလဲအဲ့ဒါကိုနားလည်မှုရှိအောင်ဘုန်းကြီးတို့ကဘာလို့မလို့ကြိုးစားရမယ်ဘုန်းကြီးဘဝခရီးဆိုတာလေးနဲ့ပတ်သက်ပြီးတော့ပြောတယ်နော်ဒါဘဝခရီးကိုသွားနေတယ်ဘယ်စီကိုဥတည်သွားတာတော့သေခြင်းစီကိုဥတည်သွားတယ်သေခြင်းစီကိုဥတည်သွားကြိုက်သေးပြီနော်အရှိန်ကုန်လို့အကြောင်းကုန်လို့ရပ်သွားပြီတကယ်ရက်တာဟုတ်ရဲ့လားခရီးကတကယ်ပြီးတာဟုတ်ရဲ့လားဆိုတော့တကယ်ရက်တာမဟုတ်ဘူးတဘဝအတွက်သာရက်တယ်လို့ထင်ရတာတဘဝခရီးအနေနဲ့ကြည့်ရင်တော့ခရီးပြီးသွားပြီဒီအလုပ်တွေဘာမှဆက်မလုပ်တော့ဘဲနဲ့ပြီးသွားပြီခရီးရက်သွားပြီလို့ထင်ရတာဒါပေမဲ့ခရီးကတကယ်ရက်တာမဟုတ်ဘူးဆက်သွားတယ်အဲ့ဒါကိုကျတော့တန်တရားခရီးလို့နားလည်ရဟောခရီး 3 မျိုးရှိပြီနော်ပဂတိခရီးရဲ့ဘဝခရီးရဲ့တန်တရားခရီးရဲ့တန်တရားခရီးကဘာကိုရည်ရွယ်ပြီးတော့ဘုန်းကြီးကပြောတာတော့တဘဝပြီးတဘဝသွားရတာအဲ့ဒီတန်တရားခရီးကြတော့သူကသွားပုံသွားနည်းဘဝခရီးသွားတယ်လို့ပဲဖြစ်ပေါ်လာတယ်ပျောက်ကွယ်သွားတယ်ဖြစ်ပေါ်လာတယ်ပျောက်ကွယ်သွားတယ်ပြီးဆုံးရင်နဲ့အတွေ့အကြုံအသစ်တွေကိုယူရင်းနဲ့အဲ့ဒီအတွေ့အကြုံမှန်သမျှကိုထာဝရပြီးပျောက်စေရင်းနဲ့ဘဝခရီးကိုသွားတန်တရားခရီးကလည်းအဲ့ဒီတိုင်းသွားတာပဲသွားတာကသို့တော့ဘဝခရီးနဲ့တန်တရားခရီးမှာကွဲပြားခြားနားချက်ရှိတယ်အဲ့ဒါဘာတော့ဘဝခရီးကတော့သူကပုံသိပ်ပြီးတော့မပြောင်းဘူးဒီမိသားစုဒီအမေဖေးဒီပိုင်ဆိုင်မှုဒီအတိုင်းဝိုင်းဒီလုပ်ငန်းလေးနဲ့ပုံမပြတ်သူကသွားတာဟုတ်တယ်မဟုတ်လားကိုထူးခြားတယ်လို့သိမထင်ဘူးနော်မနေ့တုန်းကအခြေအနေလေးတိုင်းပဲဒီနေ့သွားအရင်လကအတိုင်းရင်နှစ်ကအတိုင်းဟုတ်လားမနေ့ပြန်လေဒီတိုင်းသွားနေမယ်လို့ထင်နေတာပဲမဟုတ်လားတန်လျာခရီးကြတော့သူကအဲ့လိုမဟုတ်အပြောင်းလဲရအလွန်ကြီးတယ်သိပြီဆိုတာနဲ့တော့တိရစ္ဆာန်ဖြစ်မှာလားနတ်ပြည်ရောက်မှာလားလူပဲဆက်ဖြစ်မှာလားကဲလူပဲဆက်ဖြစ်မယ်ဆိုရင်တော့ဒီအတိုင်းဝိုင်းမဟုတ်တော့ဒီအခြေအနေမဟုတ်တော့ဟုတ်လားဘလို့အခြေအနေလဲသိကြတာတော့အခြေအနေအသစ်ပဲအဲ့ဒီအပြောင်းလဲကြီးကတန်တရားတစ်လျှောက်မှာအကြီးမားဆုံးပဲနော်သေခြင်းကိုတဆင့်ခံပြီးတော့ပြောင်းလဲသွားတဲ့အပြောင်းလဲဒါကိုဘုန်းကြီးတို့တွေကောင်းကောင်းမြင်ရမယ်ဆိုရပါစို့မနေ့ဖြန်ဟာသေချာပေါက်ရောက်လာမှဖြစ်တယ်လို့မျိုးနော်ဒီအပြောင်းလဲကြီးဟာသေချာပေါက်ရင်ဆိုင်ရလိမ့်မယ်အဲ့ဒီအပြောင်းလဲကြီးပြီးတာနဲ့နော်လုံးဝအခုအခြေအနေနဲ့မတူတဲ့အခြေအနေအသစ်တစ်ခုကိုဘုန်းကြီးတို့ဟာရင်ဆိုင်ရလိမ့်မယ်အဲ့ဒါကိုတန်တရားမဖြစ်နဲ့နော်ဟုတ်လားဘဝဟာသိပြီးရင်ဆက်ဖြစ်မယ်လို့ယုံကြည်ထားတာမဟုတ်လား
ယုံကြည်သလားအဲ့ဒါမယုံကြည်ရင်ဘာမှလှုပ်เสียလှုပ်သိမ့်မရှိဘူးစဉ်းစားကြည့်နော်ဒီဘဝနောက်ထပ်နှစ်20 30လောက်နေပြီးတာနဲ့ပြီးပြီကွာဆိုလို့ရှိရင်တော့ကောင်းပါနော်တကယ်တမ်းအဲ့လိုမဟုတ်ဘူးဒါပေမဲ့ကမ္ဘာလောကကြီးမှာသိပြီးရင်ဘာဆက်ဖြစ်မလဲဆိုတဲ့သိပြီးတဲ့နောက်မှာဖြစ်မဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့လူတွေဟာယုံကြည်မှုအမျိုးမျိုးလက်ခံထားမှုအမျိုးမျိုးနားလည်ထားမှုအမျိုးမျိုးနဲ့သွားတာခုကျတို့အနှဲငယ်များသောအုပ်စုကလေးကတဲ့ပြောရင်ဗုဒ္ဓဘာသာမှာလေးလေးနက်နက်မစင်သားမှုနဲ့တက်ဝင်ယုံကြည်ကြတဲ့ပုဂ္ဂိုလ်တွေကိုဒါအနှဲငယ်များသောအုပ်စုလေးလို့သုံးလိုက်တယ်။ကမ္ဘာမှာရှိတဲ့လူဦးရေတွေကဘယ်နှရာခိုင်နှုန်းရှိမလို့အလွန်မှနည်းတဲ့ရာခိုင်နှုန်းလေးအဲ့ဒီအလွန်နည်းပါးတဲ့ရာခိုင်နှုန်းများလောက်သောလူကသာလျှင်သိပြီးရင်ဘဝဆက်ဖြစ်မယ်ဆိုတာကိုယုံကြည်တာလက်ခံတာခုကျတော့အဲ့ဒီထဲမှာပါနော်ဟုတ်လားအဲ့လိုဆိုရင်တကယ်လို့မြန်တစုံတစ်ယောက်ကဘာသာကြားတွေကငါတို့ကတော့သိပြီးရင်ဘလို့ဖြစ်မှလို့ယုံကြည်တာကွာမင်းတို့ကတော့သိပြီးရင်နောက်ထပ်ဘဝတစ်ခုဆက်ဖြစ်မှလို့ယုံကြည်တာဘာလို့ဘဝကဆက်ဖြစ်တာတော့သိပြီးရင်မရက်ဖက်နဲ့ဘာလို့ဆက်ဖြစ်တာတော့လို့မေးရင်ဗုဒ္ဓဘာသာလို့ဆိုတဲ့ဟောဒီလူတွေရဲ့စိတ်ထဲမှာဖြေတရားအဖြေအရင်သိရှိမလားဘာလို့ဘဝဆက်ဖြစ်တာတော့နည်းနည်းလေးဘုန်းကြီးကအဖြေမပြောသေးဘဲနဲ့ရက်နေနော်ဘာလို့ရက်တာတော့ဆိုတော့အဲ့ဒီအဖြေလေးကိုကြားတဲ့အခါမှာပို့ပြီးတော့မှတ်မိစေခြင်းလို့ကိုယ်စိတ်ထဲမှာအပြေးလွှတ်လှုပ်တဲ့အဖြေရှာတဲ့အဖြေကရေးရမတွေ့ဘူးသိတယ်လို့မသိတယ်လို့ဟိုဟာပြောလိုက်ရမှလို့ဒီဟာပြောလိုက်ရမှလို့နော်ဘာကြောင့်ဘဝဟာသေးပြီးရင်မရက်ဘဲနဲ့ဆက်ဖြစ်တာတုံးလို့မေးရင်လောဘကြောင့်ဖြစ်တာလို့ပြောတတ်ပါစေဒေသနာကိုအထောက်ထားပြပါဆိုလို့ရှိရင်တဏ္ဏပောနောဘဝိကာဆိုတဲ့စကားလုံးလေးကိုအထောက်ထားပြုလိုက်ဘယ်မှာတွေ့ရအောင်ဒီစကားလုံးဓမ္မစကြာအလွန်ဖြည့်စုံတဲ့ဒေသနာကြီးဓမ္မစကြာမှာလာတဲ့ဝါဒတိုင်းစကားလုံးတိုင်းကိုအတိပ္ပယ်နားလည်မှုနဲ့တကွမှတ်သားထားနိုင်ရင်အလွန်အစဉ်အတန်းမြင့်တဲ့ဗုဒ္ဓဘာသာဖြစ်မှာဘဝကိုဆက်ပြီးတော့ဖြစ်စေတတ်တဲ့အရာဟာဘယ်အရာလဲလို့မေးရင်လောဘဘဝသည်ပင်လင်ဒုက္ခဖြစ်တဲ့အတွက်ကြောင့်ဘဝကိုဖြစ်စေတတ်သောလောဘကိုမြတ်စွာဘုရားဒုက္ခသမုဒယသစ္စာဒုက္ခဖြစ်ခြင်းအကြောင်းတရားဟာသူပဲလို့ဟောတာအဲ့ဒီတဏှာလောဘကိုအဓိပ္ပာယ်ဖွင့်တဲ့အခါမှာမြတ်စွာဘုရား၃ချက်ဖွင့်ပြတယ်နော်ယာယံတဏ္ဏပောနောဘဝိကာနန္တိရာဂသဟဂတာတတရဘိနန္တိနိ၃ချက်ဖွင့်ပြတယ်ပထမအဓိပ္ပာယ်ဖွင့်ဆိုချက်ကတဏ္ဏပောနောဘဝိကာဘဝသစ်ကိုထပ်ပြီးတော့ဖြစ်စေတယ်ဘယ်သူစွမ်းအားနဲ့ကျွတ်တို့ဘဝတွေဆက်ဖြစ်တော့ပေါ်ပြီနော်လောဘရဲ့စွမ်းအားဘဝကိုမတက်ကာမကိုမတက်လောဘတွေရှိတယ်အဲ့ဒီလောဘကပဲကိုမတက်ဘဝမျိုးတွေကိုထပ်ပြီးတော့ရနေစေတာတဏ္ဏပောနောဘဝိကာပြီးတော့ပြောတော့နန္ဒီရာဂသဟဂတာနှစ်သက်ခြင်းဆွဲမဲ့ခြင်းနဲ့အတူတကွဖြစ်တယ်လောဘဖြစ်ပြီးဆိုရင်နှစ်သက်တာလည်းပါတယ်ဆွဲမဲ့တာလည်းပါတယ်လို့ပြောတာတတရဘိနန္တိနိရောက်ရဘဝရအာယုံမှာပျော်မွေ့နေတဲ့သဘောလည်းရှိတယ်အခုလူရဲ့စိတ်နဲ့ခွေးလေးတွေလှမ်းကြည့်ရင်တော့စိတ်ပြည့်စရာကြီးခွေးတော့မဖြစ်ချင်ပါဘူးဟုတ်လားနွားတွေကြည့်ရင်လည်းနွားတော့မဖြစ်ချင်ပါဘူးဒါကလူစိတ်နဲ့စဉ်းစားတာဟုတ်အဲ့ဒီခွေးစိတ်နဲ့အဲ့ဒီခွေးဘဝကိုဝင်စားပြီးတော့ကြည့်လိုက်အဲ့ဒီခွေးဟာသူ့ဘဝမှာပြင်းတယ်လို့ထင်သလားတချို့ခွေးဘဝဘေးကနေကြည့်ရတာတုံးတိုင်းလူတဲ့တောင်ချမ်းသာတယ်လို့ထင်တယ်ဘုန်းကြီးစိတ်ထဲမှာတချို့ယောဂလည်းกินတယ်ကောင်းကောင်းမွန်မွန်ကျွေးမွေးထားတယ်ကြောင်းကြမဲ့ပူပါမဲ့အိတ်နေလိုက်တာများဟုတ်လားတချို့လူတွေအဲ့ဒီချမ်းသာမရဘူးအဲ့ဒီလောက်မချမ်းသာဘူးသဘောတူလားမသိဘူးပြောချင်တာကဘာတော့ဘယ်ဘဝမျိုးပဲရနော်တဏှာလောဘကဖြစ်စေတဲ့ဒီဘဝကိုအဲ့ဒီတရားဝါဟာပြင်းတယ်လို့မရှိဘူးရောက်ရဘဝမှာပျော်မှာပဲခွေးဖြစ်ရင်ခွေးဘဝမှာခွေးဟာပျော်မှာပဲလူစိတ်နဲ့မို့ခွေးဘဝကိုပြင်းနေတာကိုခုကျွတ်တို့လူဘဝကိုလည်းပဲနတ်တွေကကြည့်ရင်ဘယ်လိုများမြင်မလဲဘုန်းကြီးအဲ့ဒါကိုစိတ်ဝင်စားမိစာထဲမှာဖတ်ဖို့တာကတော့တယူဇနာလောက်ကနေရှောင်နေတဲ့နံလို့တဲ့ဟုတ်လားနော်ကျွတ်တို့ကကျွတ်တို့ဘဝကျွတ်တို့ပြင်းသလားနတ်တွေကကြည့်ရင်တော့ဘယ်လိုများနေမလဲစဉ်းစားရလေးတွေကိုပြောတာဘုန်းကြီးကအဲ့တော့ဘာပြောနေတာတော့ဘဝတွေဟာတဘဝပြီးတဘဝဆက်ဖြစ်တယ်ဘာလို့ဖြစ်တာတုံးလို့မေးရင်ဖြစ်တဲ့ပစီဘဝကိုမမောတဲ့လောဘကြောင့်ကိုပဲဘဝဖြစ်ရတယ်လောဘကြောင့်ဘဝဖြစ်ရတယ်ဒါနဲ့အဲ့ဒီလောဘကဘာလို့ဖြစ်တုံးဆိုတော့
သူလိုချင်တဲ့အရာသူဖြစ်ချင်တဲ့အရာကြီးဟာဒုက္ခဆိုတဲ့ဒီအမှန်တရားကိုမသိလို့လောဘဖြစ်တယ်မောဟကြောင့်လောဘဖြစ်တယ်အဝိဇ္ဇာကြောင့်တဏှာဖြစ်တယ်ဒီလိုနားလည်စေခြင်းဘဝဆင်းရဲတယ်ဆိုတာအမှန်တရားကြီးသိသလားမသိအဲ့ဒီမသိမှုအဝိဇ္ဇာကြောင့်ဘဝရဲ့ပုံမှာအမျိုးမျိုးထင်မြင်ချက်တွေပေးပြီးတော့ဘဝကိုမမောနေတယ်တွေ့တာနေတယ်ဆွဲလန်းနေတယ်အဲ့ဒီမမောတွေ့တာဆွဲလန်းမှုဒီပင်လည်းဘဝကိုထပ်ပြီးတော့ဖြစ်စေတယ်နားလည်ရနော်ဒီအထိအဲ့ဒါကိုဘာခရီးလို့ခေါ်မလို့တန်တရားခရီးတဘဝပြီးတဘဝသွားတာအဲ့ဒီတန်တရားခရီးကြတော့အပြောင်းလဲကအလွန်မှကြီးတယ်အရန်နှိမ့်ရနေအရန်လည်းမြင့်သွားနိုင်တယ်မြင့်ရနေလည်းနှိမ့်သွားနိုင်တယ်သူ့ဥစ္စာအရန်ကြောက်เสียကောင်းတဲ့တန်တရားခရီးကလူဘဝအပြောင်းလဲများတယ်ဆိုတာကအပြောင်းလဲကြီးတယ်ဆိုတာတန်တရားခရီးနဲ့စားလိုက်ရင်ဘာမှမပြောပါတော့ဘူးဟုတ်လားကိုင်းဆိုရပါစို့အခုလူစင်သေးကနေအခုပဲပြက်ခနဲ့တည်တယ်အခုပဲခွေးမကြီးဘိုက်ထဲရောက်သွားတယ်ဘလောက်ကြီးမားတဲ့အပြောင်းလဲလဲလက်တွေ့ကြကြစဉ်းစားကြည့်လိုက်ဟုတ်တယ်မဟုတ်လားတန်တရားခရီးဘာကြောင့်တန်တရားခရီးကိုမရဖဲနဲ့ဘဝတွေဆက်ဆက်ဖြစ်နေတာလို့နားလည်ခဲ့တယ်တော့လောဘကြောင့်ဖြစ်တယ်ဟုတ်ပြီအဲ့လိုဆိုရင်နောက်ထပ်နားလည်စရာအခြေခံကြားတာလေးတစ်ခုရှိသေးတယ်အဲ့ဒါဘာတော့တန်တရားခရီးကိုသွားတဲ့အခါမှာဘဝတွေကအနှိမ့်အမြင့်ရှိတယ်အကောင်းဆုံးရှိတယ်လူဘဝနတ်ဘဝပြမဘဝကိုတုဂတိဘဝအလွန်ကောင်းတဲ့ဘဝတွေလို့ပြောတယ်အမှန်ကဘဝမှန်ရင်အကောင်းဆိုတာမရှိပါဘူးသို့တော့သူ့တဲ့ယုံညံ့တဲ့ပူလောင်တဲ့ဆင်းရဲတဲ့ဘဝတွေကိုထောက်ဆပြီးတော့သူ့ကိုကောင်းတယ်လို့ပြောတာငရေတလိษံပြိတ္တာအတုတကေဒုက္ခတိဘဝဒီဘဝတွေကိုထောက်ဆပြီးတော့လူဘဝနတ်ဘဝပြမဘဝကိုကောင်းတယ်လို့ပြောတာတကယ်ကောင်းလို့ကောင်းတယ်ပြောတာမဟုတ်ဘူးဒါလည်းနားလည်ဖို့လိုတယ်နော်ဟုတ်လားအဲ့ဒီလိုဘဝကိုကြည့်မယ်ဆိုလို့ရှိရင်အကောင်းရဲ့အဆိုးရဲ့နှမျိုးကွဲတယ်။ကိုင်းကိုလက်လန်းမမီတဲ့ဘဝတွေကိုတတ်တာထားလိုက်။ကိုလက်လန်းမီတဲ့ကိုလူဘဝကြီးကိုပဲကြည့်လိုက်အောင်။လူဘဝကြီးမှလည်းအမျိုးမျိုးကွဲမနေဘူးလား။မတူကွဲပြားခြားနားမှုတွေလည်းပဲဖြစ်နေကြတာနော်။တတန်အရှိအတူတူသလား။ရုပ်ရည်ကြည့်ကောင်းတာကြည့်မကောင်းတာတူသလား။ပိုင်ဆိုင်မှုအနေအများတူနားလည်မှုအနေအများမတူထက်မြက်မှုအနေအများမတူမတူမှုနဲ့ညီသွားနေတာအဲ့ဒီမတူတာတွေကိုတူရာစုပြောမယ်ဆိုရင်အကောင်းရဲ့အဆိုးရဲ့အဲ့ဒီမှာဘုန်းကြီးတို့ဆက်ပြီးတော့နားလည်ရရှိတာကဘဝဟာလောဘကြောင့်ဆက်ဖြစ်တယ်ဆိုတာနားလည်ခဲ့ကြပြီအဲ့ဒါလို့ဆိုရင်ဘဝကောင်းဘဝဆိုးကိုဘယ်သူကစီရင်ချက်ချတာတော့ဟောဒီမေကုန်းကိုပြောကျင်တာဟုတ်လားလူဘဝရပြီဆိုရင်တောင်အကောင်းရဲ့အဆိုးရဲ့အမျိုးမျိုးဘာကြောင့်ကွဲနေတာတော့ဘာကြောင့်ဒီလူကတော့ကောင်းတယ်ဘာကြောင့်ဒီလူကတော့ဆိုးရတယ်လဲအဲ့ဒီတရားဝါရဲ့စိတ်ထားလေးတွေကိုအခြေခံပြီးတော့တွေးခဲ့တဲ့ပြောခဲ့တဲ့လုပ်ခဲ့တဲ့စောစောကပြောခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံအဲ့ဒီကုသိုလ်ကံအကုသိုလ်ကံရဲ့နယ်ပယ်ဖြစ်သွားပြီအကောင်းဆိုးကကုသိုလ်အကုသိုလ်ရဲ့လက်ထဲမှာရှိတယ်ဘဝဆက်ဖြစ်ဖို့ကတော့လောဘရဲ့လက်ထဲမှာရှိတယ်အဲ့လိုလေးခွဲခြားပြီးတော့နားလည်စေခြင်းဟုတ်လားဘဝဘာလို့ဆက်ဖြစ်တာတော့ဘဝကိုဆင်းရဲမှမသိလို့လိုချင်မိရချင်မိတဲ့လောဘကြောင့်ဘဝဖြစ်ရတယ်ဘာကြောင့်ဖြစ်တဲ့အခါမှာကောင်းတာတော့ဆိုးတာတော့စိတ်ထားကောင်းရင်အကောင်းရမယ်စိတ်ထားဆိုးရင်အဆိုးရမယ်တလုံးနဲ့ခြုံပြီးတော့ထိထိမိမိပြောရရင်စိတ်ရစွမ်းပဲစိတ်အစွမ်းနဲ့သွားနေတာကျုပ်တို့ဟုတ်လားစိတ်ကောင်းရင်ချမ်းသာမယ်စိတ်မကောင်းရင်ဆင်းရဲမယ်ဒါပဲစိတ်ကောင်းရင်ဘဝကောင်းရမယ်စိတ်မကောင်းရင်ဘဝဆိုးရမယ်မြတ်စွာဘုရားဟောတဲ့ဒေသနာလေးတစ်ခုအကြီးဆရာတယောက်ဟာကြီးတွေညော်တွေပေးချမ်းနေတဲ့စီကြီးတွေပေးနေတဲ့ဒီအဝတ်နွမ်းမကိုသူကြိုက်တဲ့အယောင်ချေလို့မရနိုင်အဝါရောင်ချေလို့လဲအဝါရောင်မထွက်ဘူးအစိမ်းရောင်ချေလို့လဲအစိမ်းရောင်မထွက်ဘူးအောက်ခံအယောင်လေးနဲ့ရောပြီးတော့သူထွက်ချင်တဲ့အယောင်ထွက်လာမယ်အဲ့ဒါလိုပဲမကောင်းတဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်တွေညှဉ်းနှွမ်းတဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်တွေကဘဝကောင်းကိုဘလောက်မျောလင်းတောင့်တနေမရနိုင်ဘူးအဲ့တိုင်းဥမာပေးတာနော်တကယ်လို့စိတ်ကဖြူစင်မယ်ဆိုလို့ရှိရင်တော့သူတောင့်တတဲ့ဘဝကောင်းကိုရမယ်ဖြူစင်တန့်ရှင်းနေတဲ့အဝတ်ဖြူလေးပေါ်ဆိုရင်တော့ပကြီးဆရာသူကြိုက်တဲ့ဆေးရောင်ကိုခြေလို့ရတယ်လို့မျိုးလို့နော်မြစီမနေကြတဲ့မှာဝတ္တသုတ်တံဆိုပြီးတော့မြတ်စွာဘုရားဟောထားတာထဲမှာအဲ့လိုဥမာလေးပေးထားတယ်ဟုတ်လားဒါကြောင့်ဘာကြောင့်ဘဝတွေကဆက်ဖြစ်တယ်လဲလောဘကြောင့်ဖြစ်တယ်အကောင်းအဆိုးကိုဘယ်သူစီရင်တယ်လဲလို့မေးရင်တိတိကျကျပြောရင်ကံတရားကစီရင်တယ်ပို့ပြီးတော့လက်တွေ့ကျတဲ့စကားလုံးနဲ့ပြောရရင်မကောင်းတဲ့စိတ်ကောင်းတဲ့စိတ်တွေကပဲအကျိုးပေးနေတာလို့ဒီလိုမြင်စေချင်တာဒါကြောင့်ဘဝတန်တရားထဲမှာအခုကျွတ်တို့ကသွားနေကြတာပဂတိခရီးလည်းသွားတယ်ဘဝခရီးလည်းမရက်သေးဘူးသွားနေတယ်မသေးသေးတော့မရက်သေးဘူးပေါ့သိပြီးဆိုရင်ဘာခရီးဆက်သွားမှာတော့တန်တရားခရီးဆက်သွားမယ်အဲ့ဒါလိုတန်တရားခရီးသွားမယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့မှာအာကိုးစရာဟာစိတ်ကောင်းနှလုံးကောင်းလေးပဲရှိဒါပဲ
နော်ကျန်တာတွေကတော့ထားခဲ့ရမှာနော်ဟုတ်တယ်မဟုတ်လားကျန်တာတွေကထားခဲ့ရမှာနော်ဒါလေးကိုဘုန်းကြီးတို့မြင်ဖို့လိုတယ်အဲ့ဒီစိတ်ကောင်းနှလုံးကောင်းလေးကတန်တရားမှာတင်တာအာကိုးเสียမဟုတ်ခုလုံးလုံးစီပြစ္ဆုတ်ပံဘဝမှာလည်းပဲအာကိုးရတာပဲစိတ်ကောင်းရင်ချမ်းသာတာပဲငြိမ်းအေးတာပဲတို့ကဒီစိတ်ကောင်းလေးကိုခြေခံပြီးတော့အပြုအမူတွေအပြောဆိုတွေအရန်ကိုတမြက်မြက်ဖြစ်လာပြီဆိုရင်ဒိဋ္ဌဓမ္မဝေဒနိယကံဒီဘဝတွင်အကျိုးပေးနိုင်တာပဲဟုတ်လားအဲ့ဒါတွေကိုကြည့်ပြီးတော့တစ်ဖက်မှာလည်းပဲဆင်းရဲဒုက္ခကိုကြောက်တယ်ဆိုရင်မကောင်းတဲ့စိတ်ကိုကြောက်ရမယ်အကုသိုလ်ကိုကြောက်ရမယ်ဆိုတာဒါပြောတာအဲ့ဒါဘုန်းကြီးကအခြေခံကဒါလေးကိုပြောကျင်တာဒီဥစ္စာအရန်ကိုကျွမ်းကျင်ရမယ်အပိုင်းနော်ဟုတ်ပြီအဲ့လိုဆိုရင်အခြေခံပြီးရင်နည်းနည်းအရှင်းမြင့်တဲ့အပိုင်းကိုဆက်သွားမယ်နော်ဆင်းရဲကိုကြောက်လို့ရှိရင်အကုသိုလ်ကိုကြောက်ရမယ်တစ်အချက်နောက်နှစ်အချက်ဘုန်းကြီးတရားဏိဒန်းစလိုက်တော့ဗာပြောလိုက်တာကိုမှတ်မိတော့ဆင်းရဲကိုကြောက်ရင်ဘဝကိုကြောက်ရမယ်လို့ပြောလိုက်တယ်နော်ဟုတ်တယ်နော်ဘဝကိုကြောက်ရမယ်လို့ပြောလိုက်တယ်ဘဝဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေအတွက်ကြောက်เสียပဲတကယ်ကဟုတ်လားဒီနေရာမှာဘဝဆိုတာဘာကိုပြောတာတော့ဘဝဆိုတာရုပ်တည်နေဆင်စမပြတ်ဖြစ်နေတဲ့သဘောကိုဘဝလို့ပြောတာဟုတ်လားအခုဘာတွေဖြစ်နေတော့ခုမြင်နေရတယ်ဘုန်းကြီးကမိုက်ခရိုဖုန်းကင်ပြီးတော့ပြောနေတယ်ကြားနေရတယ်ဒါတွေဖြစ်နေတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒီကြားတာကိုအကြောင်းပြုပြီးတော့ဒီစကလုံးတွေကိုအမျိုးမျိုးအတိပ္ပယ်ပုံဖော်ပြီးတော့စိတ်ထဲမှာအလုတ်အကြီးအကျယ်လုပ်နေတယ်တဘာဝကြားသလားမကြားဘူးလားဟုတ်သလားမဟုတ်ဘူးလားအများကြီးမလုပ်နေတော့တွေးတော်ကြံစရင်းနဲ့နားထောင်နေတယ်သင်္ခါရတွေဖြစ်ရင်းနဲ့ဘဝခီးကိုသွားနေရနော်အဲ့ဒါလို့ကိုယ်အတွေးပေါ်ကိုယ်အကြံပေါ်မူတည်ပြီးတော့စိတ်ထဲမှာနှစ်သက်တယ်မနှစ်သက်ဘူးဆိုတာတွေရဲ့အကြောင်းတရားဖြစ်တဲ့ဝေဒနာအမျိုးမျိုးလည်းဖြစ်တာမရှိဘူးလားခံစားရတာအမျိုးမျိုးရှိမယ်နော်အမှန်သိမှုပညာကြီးရင်ကြီးသလောက်ခံစားရတဲ့ဝေဒနာဟာဒုက္ခသဘောဖြစ်တယ်ဒုက္ခပညာယပฏิလာဘောနော်အသိဉာဏ်ပညာစိတ်ကိုချမ်းသာစေတယ်လို့မြတ်စွာဘုရားတိုက်ရိုက်ဟောတယ်အဲ့ဒါတရားနာရင်နဲ့မှန်မှန်ကန်ကန်သိလိုက်တဲ့သဘောလေးရရင်စိတ်ကချမ်းသာတယ်ဥမာစောစောကဘုန်းကြီးကအကောင်းတဲ့စိတ်ဟာကြောက်စရာအကောင်းဆုံးပဲကောင်းတဲ့စိတ်ဟာအကုစရာအကောင်းဆုံးပဲလို့ပြောလိုက်တဲ့အခါမှာဒီပိဋကရဲ့စိတ်ထဲမှာနားလည်မှုရှိရင်ရှိသလောက်စိတ်ရဲ့နှစ်သက်မှုဆိုတာသိကြပေါက်ရတယ်ဟုတ်တယ်မဟုတ်လားခုဆက်ပြီးတော့ဘုန်းကြီးကပြောတယ်ဘဝဆိုတာလောဘကြောင့်ဖြစ်နေတာအကောင်းဆုံးကတော့ကံတရားကစီရင်နေတာဒါကိုနားလည်သွားတဲ့အခါမှာစိတ်ထဲမှာမဖြစ်တော့ကျဉ်းတဲ့နှစ်သက်တဲ့ချမ်းသာတယ်ဒါပါတွေတော့ရုပ်တည်နေနေဖြစ်နေတယ်လို့အကျဉ်းပြပြောတာဘဝဆိုတာဘာတော့ဘဝဆိုတာဒါပဲလေမြင်နေရတာဘဝကြားနေရတာဘဝအနတ်နေရနေတာစားတော့နေတာတွေးထိနေတာတွေးကြံနေတာချမ်းသာမှုဆင်းရဲမှုတွေဖြစ်နေတာအဲ့ဒါဘဝပဲအဲ့ဒီဘဝကိုကြောက်ရမယ်လို့ဘုန်းကြီးကပြောတယ်ဘာကိုကြောက်ရင်လို့ရှိရစကားလေးခံတာတော့ဆင်းရဲကိုကြောက်ရင်ဘဝကိုကြောက်ရမယ်ပထမအဆင့်ကဆင်းရဲကိုကြောက်ရင်အကုသိုလ်ကိုကြောက်ရမယ်လို့ပြောတာနော်အခုကဘာတော့ဆင်းရဲကိုကြောက်ရင်ဘဝကိုကြောက်ရမယ်ဒီစကားလေးနဲ့ပတ်သက်ပြီးတော့ဒေသနာလေးတစ်ခုဘုန်းကြီးအထောက်ထားလေးပြုပြီးတော့ပြောမယ်ကိုယ်ပိုင်အမြင်နဲ့ပြောနေတာတလုံးမှမပါဘူးနားလေစေခြင်းလို့တက်နိုင်တယ်များအရက်သုံးစကားတွေနားလေလွယ်မဲ့စကားလုံးတွေသုံးနေတာရှိကောင်းရှိမယ်ဒါပေမဲ့ဒါမြတ်စွာဘုရားရဲ့စကားတော်ကိုဖလှယ်ပြီးတော့ပြောတဲ့အနေအထားပဲဟုတ်လားမြတ်စွာဘုရားဘယ်လိုလေးပြောထားတယ်မြတ်စွာဘုရားပြောတဲ့ဒေသနာတွေတချို့ဒေသနာတွေကအလွန်မှရှင်းတယ်ယောဘိက္ခဝေရူပံအဘိနန္တိဒုက္ခံသောအဘိနန္တိယောဒုက္ခအဘိနန္တိအပရိမုတ်သောဒုက္ခသမတိဝရာမိခန္ဓာဝကတယုပ္ပါတိတော်မှာလာအဓိပ္ပာယ်ဘာပြောတာတော့တရဝတူတယောက်ဟာရုပ်အစုဝေးကြီးကိုနှစ်သက်နေတယ်ဘဝဆိုတာရုပ်ရဲ့နာရဲ့နှစ်ခုပေါင်းဆက်ပြီးတော့ဖြစ်နေတဲ့သဘောနော်ရုပ်ဆိုတာဘာကိုပြောတာလဲရုပ်ဆိုတာဖောက်ပြန်တဲ့သဘောကိုပြောတာမြင်နေရတဲ့ဒီကိုယ်ကောင်ကြီးလို့ဆိုကြပါစို့ဒါရုပ်အစုဝေးကြီးဖောက်ပြန်နေတဲ့အစုဝေးကြီးတနည်းပြောရရင်ဖောက်ပြန်မှုအစုဝေးကြီးဘယ်နာမှမဖောက်ပြန်တဲ့အရာရဲ့လို့အဖျားတစ်ထောက်စာတောင်မရှိဘူးအဲ့ဒါတစုံတယောက်သောပုဂ္ဂိုလ်ဟာအဲ့ဒီဖောက်ပြန်မှုအစုအဝေးကြီးကိုနှစ်သက်တယ်ယောဘိက္ခဝေရူပံအဘိနန္တိတစုံတယောက်သောပုဂ္ဂိုလ်ဟာဖောက်ပြန်မှုအစုအဝေးကြီးကိုဘာလုပ်တယ်နှစ်သက်တယ်နော်ယောဘိက္ခဝေရူပံအဘိနန္တိဒုက္ခံသောအဘိနန္တိတဲ့အဲ့ဒီလူဟာဒုက္ခကိုနှစ်သက်တာနဲ့အတူတူပဲဟောရုပ်အစုဝေးကိုနှစ်သက်တဲ့သူဟာဒုက္ခကိုနှစ်သက်တာနဲ့အတူတူပဲတဲ့ဒုက္ခကိုနှစ်သက်သူသည်ဒုက္ခကမလွတ်မြောက်နိုင်ဘူးလို့ငါဆိုတယ်တဲ့ဟောဒုက္ခကိုကြောက်ရင်နော်ဒုက္ခကိုမနှစ်သက်နဲ့ဒါပဲဒုက္ခကဘယ်ရလဲဆိုတော့ဒုက္ခကဘဝပဲဒီနေရာမှာမြတ်စွာဘုရားတော့ခန္ဓာ၅ပါးခွဲပြောတာပေါ့နော်ရုပ်အစုဝေးရဲ့
နာစုဝေးတော့သူက၄စုပြုတ်ပြီးတော့ပြောတယ်ဝေဒနာတစုတင်ညာတစုသင်္ခါရတစုဝိညာဉ်တစုနော်ခန္ဓာဆိုတဲ့စကားလုံးကအစုဝေးလို့အဓိပ္ပာယ်ရတယ်ဟုတ်လားဖောက်ပြန်မှုအစုဝေးရုပ်အစုဝေးဒါကြီးကိုနာအစုဝေး၄ခုကအမိပြုတ်ပြီးတော့ဖြစ်ပေါ်နေတာဘုန်းကြီးတို့ရဲ့စိတ်ထဲမှာချမ်းသာတယ်ဆင်းရဲတယ်ဆိုတဲ့ခံစားမှုအမျိုးမျိုးအကြောင်းအလျော်စွာဖြစ်နေတာမရှိဘူးလားအဲ့ဒီခံစားရတာကိုအခြေခံပြီးတော့ကြိုက်တယ်မကြိုက်ဘူးဆိုတာလည်းဖြစ်တယ်နော်ကြိုက်တယ်လို့လုံးမယ်မကြိုက်တယ်လို့လုံးမယ်ဆိုတော့အဲ့ဒါသင်္ခါရပဲသူကဟုတ်လားဘာပဲညာပဲအကောင်းပဲဆိုပဲအမျိုးမျိုးမှတ်ထင်နေတာကိုဘာလို့ခေါ်တော့တင်ညာအစုအဝေးကြီးတွေအပေါင်းအစုကြီးတွေဒါရဲဆိုဘုရားကခြေပြင်းတဲ့သဘာဝတရားတွေမို့လို့ခန္ဓာတစ်မျိုးစီတစ်မျိုးစီရှုပြီးတော့ပြောတာဝေဒနာဟာကြီးကျယ်တယ်ညာပြားတယ်ဒါကြောင့်ဝေဒနာခန္ဓာတစုတင်ညာခန္ဓာဘာပဲညာပဲမှတ်ထင်မှုကလည်းအလွန်မှခြေပြန့်တယ်အခုဘုန်းကြီးတို့သင်္ထာတို့တက်ကျွမ်းတဲ့အရာမှန်တယ်အကုန်တင်ညာရဲ့နယ်ပယ်ပဲဟုတ်လားအကောင်းဆိုးအမျိုးမျိုးဘုန်းကြီးတို့တုံ့ပြန်ပြုလုပ်နေတာရှိတယ်စိတ်ကူးနဲ့လှုပ်တာရှိတယ်နှုတ်နဲ့လှုပ်တာရှိတယ်လက်နဲ့လှုပ်တာရှိတယ်အဲ့လိုလှုပ်ဖို့အတွက်ဘယ်သူရဲ့မောင်းနှင်အားနဲ့သွားလဲဆိုရင်ဒီအတွင်းထဲကစိတ်ရဲ့စေတသိက်တွေရဲ့မောင်းနှင်အားနဲ့သွားတယ်စေတနာခေါင်းဆောင်တဲ့သဘာဝတရားတွေအဲ့ဒါသင်္ခါရခန္ဓာခေါ်တယ်ဒါနားလေအောင်ဘုန်းကြီးကပြောပြတာဟုတ်လားဘုန်းကြီးတို့တစ်ခုခုမြင်လိုက်တယ်စိတ်ထဲမှာကောင်းတယ်မကောင်းဘူးလို့ဖြစ်သွားတယ်ကောင်းတယ်မကောင်းဘူးဆိုတာဝေဒနာကိုပြောနေတာကောင်းတယ်မကောင်းဘူးလို့ထင်ပြီးတဲ့နောက်မှာထင်တာနဲ့တပြိုင်တည်းထဲပါပဲလေတင်ညာသဘောဒါပါပဲညာပဲအကောင်းပဲအဆိုးပဲအမျိုးမျိုးစိတ်ကူးစိတ်တန်းတွေကမှတ်ထင်မှုတွေအမျိုးမျိုးဖြစ်တယ်အဲ့ဒါဖြစ်ရင်းနဲ့ပဲဘာတန်းပြီးတော့ဖြစ်တုံဆိုတော့အကောင်းအဆိုးအမျိုးမျိုးတုံ့ပြန်မှုတွေဖြစ်တယ်ကုသိုလ်အကုသိုလ်သဘောလို့လည်းပြောလို့ရတယ်ဟုတ်လားလောဘဖြစ်မလားသို့မဟုတ်အလောဘဖြစ်မလားဒေါသဖြစ်မလားသို့မဟုတ်အဒေါသဖြစ်မလားမောဟဖြစ်မလားသို့မဟုတ်အမောဟဖြစ်မလားအဲ့ဒါတွေကဘာတွေတုံးဆိုရင်သင်္ခါရဟုတ်လားခုဒီမှာမြတ်စွာဘုရားကခန္ဓာ၅ပါးခွဲပြီးတော့ပြောတယ်တစုံတစ်ယောက်သောပုဂ္ဂိုလ်သည်ရုပ်အစုဝေးကိုနှစ်သက်တယ်အဲ့ဒီသူသည်ဒုက္ခကိုနှစ်သက်တာနဲ့အတူတူပဲဒုက္ခကိုနှစ်သက်သူသည်ဒုက္ခကမလွတ်နိုင်အဲ့ဒါဝေဒနာတင်ညာသင်္ခါရဝိညာဉ်နာအစုဝေးလေးကိုလည်းဒီပုံစံတိုင်းဟောတာအဲ့တော့ဘုန်းကြီးတို့ကရိုးရိုးလေးဘယ်လိုနားလည်ရမှာတော့ဘဝကိုနှစ်သက်သူသည်ဒုက္ခကိုနှစ်သက်သူမြည်၏ဒုက္ခကိုနှစ်သက်သူသည်ဒုက္ခကမလွတ်နိုင်ဟုတ်ပြီနော်အဲ့လိုဆိုရင်အဲ့ဒါနဲ့ဆန့်ကျင်ပဲမြတ်စွာဘုရားအဲ့ဒီဒေသနာလေးထဟောတယ်ယောဘိခဝေနာယောဘိခဝေရူပနာဘိနန္တိဒုက္ခံသောနာဘိနန္တိယောဒုက္ခနာဘိနန္တိပရိမုတ်သောဒုက္ခသမတိဝရမိဉာဏ်ရှိလာတဲ့အခါမှာဘဝရဲ့အကြောင်းကိုဒုက္ခလို့အမှန်ကန်သိလာတဲ့အခါမှာဒီပုဂ္ဂိုလ်ဟာဒီယုံနာအရှုကိုမနှစ်သက်ဘူးယုံနာကိုမနှစ်သက်ဘူးဆိုရင်ဒီလူဟာဒုက္ခကိုမနှစ်သက်တာပဲဒုက္ခကိုမနှစ်သက်ဘူးဆိုရင်ဒီလူဟာဒုက္ခကလွတ်မြောက်လိမ့်မယ်ဟောရိုးရိုးလေးတော့ဘာမှနားမလည်စရာမရှိဘူးဟုတ်လားအလွန်ကောင်းတဲ့ဒေသနာလေးတွေအလွတ်တောင်ရစရာကောင်းတယ်နော်နောက်ထပ်ဒေသနာလေးတစ်ခုဘုန်းကြီးရွတ်ပြမယ်ဒုက္ခကိုကြောက်ရင်ဘဝကိုကြောက်ရမယ်ဆိုတဲ့စကားလေးကိုခိုင်မာအောင်လို့ဘုန်းကြီးကဒေသနာတွေကိုအထောက်ထားလေးတွေပေးနေတာဟုတ်လားယောဘိထွေရူပတ္တဥပ္ပါရောထိတိအဘိနိဗ္ဗတိပါတုဘာဝဒုက္ခတေသောဥပ္ပါရောရောဂနဲ့ထိတိသရမရဏတ္တပါတုဘာဝဒါခန္ဓာဝကတယုတ်ပါဠိတော်မှာပါဠိတော်ထဲမှာပဲလာတယ်အဓိပ္ပာယ်ကဘာပြောတော့ယောဘိခဝေရူပတ္တဥပ္ပါရောထိတိအဘိနိဗ္ဗတိပါတုဘာဝရုပ်တရားရဲ့ဖြစ်ပေါ်လာခြင်းတည်နေခြင်းထင်ရှားဖြစ်ခြင်းနော်တကယ်ကိုထင်ရှားဖြစ်ပေါ်လာခြင်းဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒါဘာတွေဖြစ်လာတာတုံးလို့မေးရဲ့နော်ယောဘိခွေရူပတ္တဥပ္ပါရောထိတိအဘိနိဗ္ဗတိပါတုဘာဝဒုက္ခတေသောဥပ္ပါရောရောဂနံထိတိသရမရဏတ္တပါတုဘာဝဟုတ်လားရုပ်ဖြစ်လာတာဟာဒုက္ခဖြစ်လာတာရုပ်တည်နေတာဟာယောဂကြီးတည်နေတာတဲ့ရုပ်ထင်ရှားဖြစ်ပေါ်လာခြင်းဟာဇရာမရဏထင်ရှားဖြစ်နေတာပဲတနည်းအားဖြင့်ဘဝဖြစ်နေတာကိုကသိခြင်းဖြစ်နေတာပြောရရင်ကိုကျွတ်တော်ကနော်တဘဝပြီးတဘဝကြီးမားတဲ့အပြောင်းလဲလို့ဆိုတော့ဘုန်းကြီးသုံးခဲ့တဲ့တဘဝရဲ့အဆုံးသတ်သိခြင်းကိုမှသိတယ်လို့ကျွတ်တော်ကနားလေတာကိုဒီထိုင်ရင်းနဲ့နားထောင်ရင်းနဲ့သိနေတာပြောရင်းနဲ့သိနေတာကျွတ်တော်မသိဟုတ်လားသူကအယမ်းမှမြန်တဲ့အရှိန်နဲ့သွားတာနော်စောစောကအခိုက်အတန့်မှာဖြစ်ခဲ့တဲ့အခြေအနေအတွေ့အကြုံအကုန်လုံးကသိဆုံးခဲ့ပြီးပြီအခုအသစ်ဖြစ်နေတာအမြဲတမ်းအသစ်ဖြစ်နေတာနော်သီလယူတုံးကဘုန်းကြီးရှေ့ကနေဆိုပေးတယ်တကယ်ကြားခဲ့တယ်တကယ်လိုက်ဆိုခဲ့တယ်အဲ့ဒီအခြေအနေတွေဟာတကယ်ဖြစ်ခဲ့တယ်မရှိတော့ဒါကိုခဏိကမရဏလို့နားလည်ရမယ်မရဏကိုနားလည်ဖို့က
အဆင့်အမျိုးမျိုးရှိတယ်ဆိုတာသဘောပေါက်ရမယ်နော်ဟုတ်လားခုဒီမှာမြတ်စွာဘုရားကရုပ်ဖြစ်ပေါ်လာခြင်းဒီဒုက္ခဖြစ်လာတာဒုက္ခဖြစ်ပေါ်လာတာရုပ်တည်နေခြင်းဟာယောဂတည်နေတာကျွတ်တော်အစေုံစေကံသွားမှာယောဂဖြစ်ပြီးထင်တာထိုင်နေရင်လည်းညောင်းတာကိုတော့ယောဂလို့နားမလဲရားတာလည်းယောဂလို့နားမလဲဘူးရှားလာတာလည်းယောဂလို့နားမလဲဘူးမသက်မသာလေးတွေဖြစ်နေတာဟိုနာမသက်မသာဒီနာမသက်မသာဖြစ်နေတာယောဂလို့ကျွတ်တော်ကသိဦးမသိဘူးတကယ်တမ်းကမဖြစ်နေတာတော့ယောဂဖြစ်နေတာမြတ်စွာဘုရားတော့ဘယ်လောက်ထိမြင်ပြတော့နော်တခဏမြကိုနေတာထိုင်တာရှိတယ်လို့ပြောအဲ့ဒီလူမိုက်မို့အဲ့လိုပြောတာလို့အဲ့ဒီတော့မြတ်စွာဘုရားပြောတာအဲ့ဒီဒေသနာနဲ့ညှိမယ်ဆိုရင်လူမိုက်တွေကြီးပဲဟုတ်တယ်မဟုတ်လားကိုမသက်မသာဖြစ်နေလို့မသက်မသာဖြစ်နေမှလည်းမသိအဲ့ဒါမြတ်စွာဘုရားရုပ်ကိုယ်တိုင်လည်းအဲ့လိုဟောတာမဟုတ်ဘူးဝေဒနာရောတင်ညာရောသင်္ခါရရောဝိညာဉ်ရောနံတရားလည်းအဲ့ဒီတိုင်းဟောတာအဲ့တော့ခြုံပြောရလို့ရှိရင်ဘဝဖြစ်ခြင်းဟာဒုက္ခဖြစ်ခြင်းပဲဘဝတည်နေခြင်းဟာယောဂတည်နေခြင်းပဲဘဝထင်ရှားဖြစ်ပေါ်နေခြင်းသည်ဇရာမရဏထင်ရှားဖြစ်ပေါ်နေဗျာတိတော့မပါဘူးနော်ဇရာမရဏလို့သုံးတယ်နော်ဟောင်းသွားတနည်းအားဖြင့်ပြက်မလို့ပြင်ဆင်လိုက်တဲ့သဘောပြီးတော့ပြတ်သွားတယ်ဟုတ်လားအိုတယ်ဆိုတာတကယ်တမ်းကပျက်စီးမလို့ရှည်ပြီးပြင်ဆင်လိုက်တဲ့သဘောဟုတ်လားဖြစ်ပေါ်လာတယ်အိုဟောင်းသွားတယ်ပြီးတော့ပြတ်သွားဒီသဘောကိုပြောတာနော်ဒီဒေသနာတွေကိုထောက်မယ်ဆိုလို့ရှိရင်ဒုက္ခဆိုတာဘာကိုပြောတာတော့ဘဝကိုပြောတာဟုတ်လားဒါကြောင့်မို့လို့ဘုန်းကြီးတို့ပြောနေကြဒေသနာလေးတစ်ပုဒ်ဒီနေရာမှာအလွန်မှအလင်းသင့်နေတဲ့အတွက်ကြောင့်ထပ်ပြီးတော့ပြောပြမယ်ရှင်သာရိပုတ္တရာမှာညီမ3ယောက်ရှိစာလာရဲ့ဥပစာလာရဲ့တိတုပစာလာရဲ့ဟုတ်လားအဲ့ဒီမှာစာလာကအကြီးဆုံးညီမ3ယောက်စလုံးဘိက္ခုနီဖြစ်ပြီးတော့ယန္တာဖြစ်တယ်အဲ့တော့ဒီနေ့အဲ့ဒီစာလာဘိက္ခုနီမကအနုံတော်ထဲမှာနေတန့်စင်တယ်ခေါ်တာပေါ့လေဖလားသမပဝင်စားပြီးတော့ချမ်းချမ်းသာသာတပါးတဲ့အရေးကောင်းတဲ့တစ်ပင်အောင်မှာထိုင်ပြီးတော့တင်းသုံးအဲ့ဒါကိုနှောင့်ယှက်လို့တဲ့အတွက်ကြောင့်မာနကရောက်လာပြီးတော့နော်ဘာလို့မကြိုက်လို့ဘာလို့မကြည်မနှက်ဖြစ်လို့ဘာတွေစိတ်တိုင်းမကြလို့မင်းကဒီနားလာပြီးတော့တယောက်တည်းဒီလိုထိုင်နေရတာတော့ဟုတ်တယ်မင်းမယ်ဆိုလည်းမေးတယ်ဟာမိန်းကလေးတယောက်ဖော်မပါပဲနဲ့တယောက်တည်းတစ်ပင်အောင်မှာငုတ်တုတ်ထိုင်နေတဲ့ကိစ္စကပုံမှန်မဟုတ်ဘူးလေပုံမှန်တဲ့မြင့်မြတ်တာရင်လည်းဖြစ်ရင်ဖြစ်ရမယ်ဒါမှမဟုတ်နော်တခုခုချွတ်ယွင်းနေတာလည်းဖြစ်ခြင်းဖြစ်ရမယ်ပုံမှန်သဘာဝတိုင်းသွားတာအဲ့ဒီတိုင်းသွားသလားမသွားဟုတ်လားဒါကြောင့်မလို့အဲ့ဒါကိုအခြေခံပြီးတော့မေးတာမနကဘာလို့မကြိုက်လို့ဘာလို့မနှစ်သက်လို့တနည်းအားဖြင့်ဘာတွေများစိတ်တိုင်းမကြဖြစ်လာပြီးတော့ဒီနားမှာဒီလိုလေးလာနေတာတော့အဲ့လိုမေးတဲ့အခါသူ့စကားကပြန်ဖြေခြင်းစရာအကွက်ကဆိုက်နေတယ်ဘာလို့မနှစ်သက်လို့မင်းကဒီနားလာနေတာတော့ဆိုတော့ဘလို့ပြန်ပြောလိုက်တော့ဆိုတော့ငါတဖန်မွေးဖွားခြင်းဇာတိဆိုတာကိုမနှစ်သက်လို့မကြိုက်လို့ငါဒီနားမှာဒီလိုလေးလာနေတာဇာတိကိုမကြိုက်လို့နော်အဲ့တော့မနက်ကဘာပြန်ပြောတော့ဆိုတော့ဘာလို့ဇာတိကိုမကြိုက်ရတာတော့ဒီလူရည်လို့ဖြစ်လာတဲ့အတွက်ကြောင့်မြင်ရင်သာမြင်ရတယ်ကြည်ကျင်သာကြည်ရတယ်နားထောင်ကျင်သာနားထောင်ရတယ်ကာမကိုခံစားခွင့်ရတယ်မင်းကိုဇာတိကိုမကြိုက်ဖို့ဇွတ်တင်ပေးထားတာတော့အဲ့ဒီချိန်မှာသူပြန်ပြောတဲ့စကားတွေကအလွန်မှလေးနက်တယ်ဘာကြောင့်သူဇာတိကိုမကြိုက်တယ်လဲဒီနေရာဖြင့်ဘဝထက်ဖြစ်တာကိုဘာကြောင့်မကြိုက်တယ်လဲဆိုတာလေးကိုပြောရနော်တရားကဒါအရှင်းမြင့်တဲ့အပိုင်းနားလည်နိုင်ခဲ့တယ်နားမလည်ဘူးဆိုရင်လည်းကြိုက်တယ်ဆိုတာဘယ်လိုမှဖြစ်မှာမဟုတ်ဒါကြောင့်နားလည်နိုင်ခဲ့တယ်ဆိုတဲ့စကားရဲ့နောက်မှာကြိုက်နိုင်ခဲ့တယ်ဆိုတာလည်းပါလာလိမ့်မယ်ဟုတ်လားနားမလည်ပဲနဲ့ကြိုက်တယ်လို့ပြောလို့ရှိရင်ဒါကသူ့ဟာလိမ်ညာမှုပဲလေနားမလည်ပဲနဲ့ဘလို့ကြိုက်မှာတော့ဟုတ်လားနားလည်မှရတာရှိမှကြိုက်လို့ရမှာပေါ့ဟုတ်လားဒါကြောင့်ဒီလိုဒေသနာမျိုးကနားလည်နိုင်ခဲ့တယ်လက်ခံနိုင်ခဲ့တယ်ကြိုက်နိုင်ခဲ့တယ်ဆိုတော့ကဆင်းရဲကိုကြောက်ရင်အကုသိုလ်ကိုကြောက်ရမယ်ဆိုတဲ့စကားမျိုးကနားလည်ရတာလွယ်တယ်ဒါကသူ့ရဲ့ကံရဲ့အကျိုးရှိတော့ကနေဘုန်းကြီးတို့မှနားလည်မှုလဲခိုင်ခိုင်မာမာရှိနေတဲ့အတွက်ကြောင့်အဲ့ဒီဟာကိုနားလည်ဖို့ဘုန်းကြီးတို့သိပြီးတော့အကျိုးစားရဒီအပိုင်းမှာကျတော့နားလည်ဖို့အများကြီးဉာဏ်ဆိုင်ရလိမ့်မယ်ဘလောက်နားလည်တယ်ဘလောက်လက်ခံတယ်လဲဆိုတာဟာငါအခြေခံအမှန်သိတဲ့မြင်တတ်တဲ့ဉာဏ်ဘလောက်ရှိတယ်လဲမရှိဘူးလဲဆိုတာကိုမေးနေတဲ့မေးခွန်းပဲဟုတ်လားခုပါပြောမလို့ဆင်းရဲကိုကြောက်ရင်ဘဝကိုကြောက်ရမယ်ဒါကိုဘုန်းကြီးတို့ပုံဖော်နေတာနော်အဲ့ဒါကိုဒီမှာဘိက္ခုနီမကဘာဖြစ်လို့သူဇာတိကိုမကြိုက်ရတာတော့ဇာတိမကြိုက်ခြင်းရဲ့အကြောင်းပြချက်ပါနော်
ဇာတတမရဏဟောတိဇာတောဒုက္ခတိဖုဒ္ဓတိဗန္တံဝရံပရိကလေတံတတ္တမဇာတိနာရောစီဒီဂါထာလေးအလွတ်ရရင်ရမ်းကောင်းတယ်လေးနဲ့တဲ့ဉာဏ်ပညာဖြစ်ပေါ်မယ်အဓိပ္ပာယ်နားလည်မှုနဲ့ရွတ်ဆိုမယ်ဆိုရင်ပေါ့လေဇာတတမရဏဟောတိမွေးဖွားလာတဲ့အတွက်ကြောင့်သေချာပေါက်သေကိုသေရလိမ့်မယ်ဇာတိကိုဘာကြောင့်မကြိုက်တာလဲဆိုတဲ့ခိုင်မာတဲ့အကြောင်းပြချက်သေခြင်းကိုဖြစ်စေတဲ့အရာမို့လို့တနည်းအားဖြင့်သေမဲ့အရာကြီးမို့လို့မကြိုက်တာဘာကြောင့်သေတယ်လဲသေခြင်းတရားကိုအကြောင်းပြချက်တောင်းတဲ့အခါမှာသူပေးတဲ့အကြောင်းပြချက်ကဇာတိဖြစ်နေအဲ့ဒီနေရာကွာတာပဲကျွတ်တို့ရဲ့ဉာဏ်နဲ့ဟုတ်လားကျွတ်တို့ကလူတယောက်သေပြီဆိုရင်ဘာလို့သေတာတုံးလို့မေးရင်မွေးလာလို့သေတာပေါ့ကွာလို့ဘယ်နှယောက်ဖြေတယ်လဲမဖြေဘူးဘလို့ဖြေတော့ယောဂဖြစ်လို့ကင်ဆာဖြစ်လို့ဘာဖြစ်လို့ညာဖြစ်လို့အမျိုးမဆုံးနိုင်တဲ့အကြောင်းတရားတွေကိုပဲပြောတာမဟုတ်လားအဲ့ဒါကိုမှားသလားဆိုတော့မမှားပါဘူးလောကအနေနဲ့မှန်ပါတယ်ဟုတ်လားဒါပေမဲ့ဒီအဖြေလောက်တော့မမှားမွေးဖွားလာလို့သေရတယ်ဆိုတဲ့အဖြေလောက်တော့မမှားဆိုရမှာဆိုကင်ဆာဖြစ်လို့သေရတာလို့ပြောမယ်ဆိုရင်ကင်ဆာမဖြစ်ရင်တော့မသေးဘူးလို့အဓိပ္ပာယ်ထွက်နေတယ်ကင်ဆာမဖြစ်လဲဘာလို့တာတော့သေတာပဲဟုတ်တယ်မဟုတ်လားအဲ့လိုလေးစဉ်းစားနေနေတာဘုန်းကြီးကဟုတ်လားဒါကြောင့်ဇာတတမရဏဟောတိမွေးဖွားလာတဲ့အတွက်ကြောင့်ဒီတော်ဟာသေချာပေါက်သေရလိမ့်မယ်ဇာတောဒုက္ခနိဖုဒ္ဓတိမွေးဖွားလာတဲ့အတွက်ကြောင့်ဒီတော်ဟာမသေးမချင်းဒုက္ခမျိုးစုံကိုရင်ဆိုင်ရလိမ့်မယ်တွေ့ကြုံရလိမ့်မယ်ဒုက္ခဖြစ်တာကိုလည်းပဲအကြောင်းတရားရှာပြတာဘာကိုရှာပြတာဇာတိကိုပဲရှာပြတာကျွတ်တို့စဉ်းစားနော်အရှင်မပြေမှုတစ်ခုကိုဖြစ်လာတဲ့စိတ်ညစ်စရာစိတ်ဆင်းရဲစရာအမျိုးမျိုးပေါ်လေဟုတ်လားဒုက္ခတစ်ခုခုဖြစ်လာပြီဆိုရင်ငါလူဖြစ်လာလို့လူဒုက္ခတွေခံရတာဟဲ့လို့ကျွတ်တို့အဲ့လိုတွေးမိသလားမတွေးမိဘူးနော်သားသမီးပြောမကောင်းလို့ဒုက္ခဖြစ်တယ်ဆိုရင်ဒီကောင်းကိုကမိုက်လို့ဟုတ်လားသူ့ကိုပြောကောင်းအောင်သူ့ကိုမှန်အောင်ဘယ်လိုလုပ်မလဲဆိုတာကိုပဲကြိုးစားဟုတ်လားစီဝါရေးအရှင်မပြေလို့ကျမ်းမာရေးမကောင်းလို့အမျိုးမျိုးဒုက္ခဖြစ်တယ်ဆိုလို့ရှိရင်ကျွတ်တို့နားလေတဲ့အကြောင်းတရားကအလွန်မှအပေါ်ယံဆန်တယ်လို့မဆိုနိုင်ဘူးလားအဲ့တော့ကျမ်းမာရေးမကောင်းတယ်ဆိုတာလေကျမ်းမာရေးမကောင်းเสียဘဝကြီးရထားလို့ကျမ်းမာရေးမကောင်းတာပဲလေဟုတ်လားဘယ်သူနဲ့ဆက်ဆက်ရေးမပြေလည်ဘူးဆိုတော့လေလူဆိုတာတယောက်တည်းဘဝကနေဖြစ်ပြီးတော့တယောက်တည်းပဲနေတဲ့အမျိုးမှမဟုတ်တာဟုတ်လားဒီလိုပဲအတိုင်းဝိုင်းနေကြတဲ့မှာဆက်ဆံစရာလိုအပ်တဲ့အနေအထားမျိုးမှာပဲလူဆိုတာရှင်သန်ရတာဖြစ်တဲ့အတွက်ကြောင့်ဆက်ဆံရေးရလဲမလွဲမသွေကျွတ်တို့ဖြည့်ရှင်းရမယ်ပြောက်ကနာကြီးတစ်ခုပဲပြောရလို့ရှိရင်လူဖြစ်လို့မပြေလည်တဲ့ဆက်ဆံရေးတွေကိုကျွတ်တို့ဟာရှင်ဆန်ရတာဒါပဲတစ်ခုတော့ရှိတာပေါ့ကိုကဉာဏ်ရှိမယ်ဆက်ဆံရေးကိုအစဉ်ပြေအောင်လုပ်နိုင်မယ်ဆိုရင်တော့အဲ့ဒီအပေါ်ယံဒုက္ခဟာနည်းနိုင်တယ်ဟုတ်တယ်မဟုတ်လားဒါပေမဲ့လို့ तू ကအရင်ကမူလဗုဒ္ဓအလွန်မှအရေးပါတဲ့အကြောင်းတရားကိုပြောတာ तू ကဟုတ်လားဒါကြောင့်လူဘဝမှာတွေ့သမျှဒုက္ခတွေအကုန်လုံးဟာလူရည်လို့ဖြစ်လာလို့တွေ့ရတာလို့ तू ကအဲ့လိုပြောနေတာအဲ့ဒါကိုဘလောက်စိတ်ကနားလည်နိုင်မလဲလက်ခံနိုင်မလဲဒါဟာတရားဓမ္မတို့ရဲ့ဉာဏ်ကိုအကဲဆန်းနေတဲ့ဒေသနာတပုတ်လို့ဘုန်းကြီးကဆိုခြင်းတယ်ဟုတ်လားဇာတတမရဏဟောတိလူရည်လို့ဖြစ်လာလို့သေရလိမ့်မယ်သေခြင်းတရားလူတိုင်းကြောက်သူတို့သေခြင်းကိုသာကြောက်တာနော်သေခြင်းကိုဖြစ်စီတတ်တဲ့ဇာတိကိုကြောက်ရအောင်မှသိကိုမသိဘူးဇာတိကိုမကြောက်သေးသမျှဘယ်တော့မှကိုကြောက်တဲ့သေခြင်းတရားနဲ့ကိုနဲ့ဟာမလွတ်ဘူးတဲ့တိုးမှာဇာတိကိုမကြောက်ရင်သေခြင်းကိုကြောက်လေကြောက်ရမရောက်ဘူးလို့ပြောခြင်းဟုတ်ရဲ့လားဇာတိကိုမကြောက်ရင်ဒုက္ခကိုကြောက်ရမရောက်ဘူးသူတို့ကဒုက္ခကိုတော့ကြောက်တယ်ဒါပေမဲ့ဒုက္ခကိုဖြစ်စီတတ်တဲ့ဇာတိကိုကြောက်ရအောင်မှမသိဘူးဟုတ်ပြီနော်ဇာတတမရဏဟောတိဇာတောဒုက္ခနိဖုဒ္ဓတိဗန္တံဝရံပရိကလေတံဝေဖွားလာတဲ့အတွက်ကြောင့်အခက်မသိရင်နှောင်ဖွဲ့ခံရမယ်အချုပ်ခံရမယ်ထောင်ချခံရဗန္တံဆိုတာအဲ့ဒါကိုပြောတာဝရံရဲဆက်ဆက်တတ်တာကိုခံရင်ခံရနိုင်တယ်ပရိကလေတံအလွန်ကြောက်မက်ဖွယ်ရာကောင်းတဲ့ဘေးဆိုးအန္တရာယ်ဆိုးတွေနဲ့လည်းတွေ့ရင်တွေ့ရနိုင်တယ်ဒီတိပြင်းပြနော်လူရလို့ဖြစ်လာလို့သေချာပေါက်သေရလိမ့်မယ်ဒုက္ခမျိုးစုံကိုရင်ဆိုင်ရလိမ့်မယ်အခက်မသိလို့ရှိရင်အချုပ်ခံရတာအသက်ခံရတာဘေးဆိုးအန္တရာယ်ဆိုးတွေနဲ့ရင်ဆိုင်တွေ့ကြုံရတာမျိုးတွေလည်းဖြစ်နိုင်တယ်လို့ပြောတာတတ္တမဇာတိနာရောစီဒါကြောင့်အဲ့ဒီဇာတိကိုငါမကြိုက်ဇာတိကိုမကြိုက်ခြင်းရဲ့အကြောင်းအဲ့လိုအကြောင်းပြရတာနော်အဲ့တော့ဒီဒေသနာတွေထဲမှာဘာကိုထင်ရှားတွေ့ရတော့ဆိုတော့တို့ဟာဘဝကိုမကြောက်သေးသမျှဒုက္ခကိုတို့ဟာကြောက်တယ်လို့ပြောတော့လည်းပဲကြောက်ရမရဘူးဘဝမလွတ်သေးသမျှဒုက္ခကမလွတ်ဘူးဆိုတာကိုမြင်ရတယ်ဟုတ်ပြီနော်မင်းကိုဒီဇာတိကိုမကြိုက်ဘူးဘယ်သူကသင်ပေးထားတာတော့ဒီမိကုံးလေးလာသေးတယ်နော်မန္တက
ဒါမြတ်စွာဘုရားသင်ပေးထားတာမြတ်စွာဘုရားဆုံးမထားလို့သိတာမြတ်စွာဘုရားသင်ပေးထားတဲ့နိလန်းတိုင်းကျင့်သုံးလို့ဘဝရဲ့အကြောင်းကိုအမှန်သိသွားလို့ဘဝရဲ့ပေါ်မှာမမောမှုကင်းသွားလို့သူဇာတိပါလွတ်သွားတာယန္တာဖြစ်ပြီဆိုလို့ရှိရင်နော်ခိနာဇာတိဝုဒိတံဗြဟ္မစရိယံကတံကရဏီယအစရှိတဲ့ဖြင့်သူတို့အဲ့ဒီလိုမျိုးနော်ကျူးရင်းရတာတွေရှိတယ်ခိနာဇာတိဆိုတာမပြောတာနောက်ထပ်ဝေဖွားစရာအကြောင်းရှိတော့နော်အလွန်ထင်ရှားတဲ့ဒေသနာနော်အယမန္တိမဇာတိနတ္ထိဓာတိပုဏ္ဏဘဝအယမန္တိမဇာတိဒါဟာငါးဘဝမှာနောက်ဆုံးဇာတိပဲဒါဘုရားလောင်းမွေးမွေးချင်းကျူးရင်းတဲ့စကားထဲမှာဒီစကားပါယန္တာဖြစ်ပြီဆိုရင်လည်းအဲ့လိုမျိုးပြောကြတာရှိတယ်အယမန္တိမဇာတိဒီဘဝခုမွေးဖွားခဲ့တာနောက်ဆုံးပဲနတ္ထိဓာတိပုဏ္ဏဘဝနောက်ထပ်ဘဝဖြစ်เสียအကြောင်းရှိတော့ကျွတ်တို့မှာနောက်ထပ်ဘဝဖြစ်เสียအကြောင်းကအပြည့်ဘာဘူးလို့လောဘအပြည့်ရှိနေတာအိုးဘယ်ပုံမှာဖြစ်နေအောင်လောဘကဘဝရဲ့ตาယာဘွယ်ရာအစိတ်အပိုင်းလေးတွေပေါ်မှာကျွတ်တို့လောဘမှာအပြည့်ရှိနေတယ်ဟုတ်တယ်မို့လားအပိယရူပံတာတရူပံตาယာဘွယ်ကောင်းတဲ့ဒီရုပ်အစုဝေးတွေตาယာဘွယ်ကောင်းတဲ့ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဒီအစုဝေးတွေရဲ့ပုံမှာဘုန်းကြီးတို့ရဲ့တဏှာလောဘဟာအပြည့်ရှိနေအဲ့ဒီတဏှာဒီဘဝဖြစ်ခြင်းရဲ့အကြောင်းဘဝဖြစ်မယ်ဘဝဖြစ်ရင်ဆိုတော့ဒီဘိက္ခုနီမှာရွတ်ဆိုတဲ့ဒေသနာတွေကလာတဲ့အတိုင်းသိကြပါဦးဟိုအကြောက်ဆုံးဆိုတဲ့သိခြင်းတရားနဲ့တဲ့တဲ့တို့ရင်ဆိုင်ရမှာနော်အခုအဲ့ဥစ္စာဟုတ်လားအဲ့ဒါကိုညံစွမ်းရှိရင်တတ်တာမယ်ညံစွမ်းတုံးရင်ပိုဆင်းရမယ်ဒီသဘောကိုနားလည်ရမယ်ဟုတ်လားဘဝရဲ့လို့ဖြစ်လာတဲ့တို့ရောက်မျိုးမျိုးဒုက္ခတွေဒါရင်ဆိုင်ထားတာပဲတချို့ဆိုရင်လောကရန်ထုထောင်းထားတဲ့တရားတန်ကျဲကြောင့်လူရုပ်တောင်မပေါ်ဟုတ်တယ်မဟုတ်လားတပါးတွေတုံးလို့မင်းလူရလို့ဖြစ်လာလို့လူဒုက္ခကိုခံရတာဆိုတာလေးကိုရှင်းရှင်းလေးမြင်စေချင်တာသင်ကိုဒီဇာတိကိုမကြိုက်ဘူးဇွတ်သင်ပေးထားတာတုံးဆိုတော့သူဘလို့ဖြေတော့ဘုရောဓမမရိတေတိဇာတိယသမတိကမသဗ္ဗဒုက္ခပဟာနာယသောမံသစ္စေနိဝေတိလုံးစုံကိုသိတော်မူမြင်တော်မူတဲ့မြတ်စွာဘုရားဟာအလုံးစုံသောဒုက္ခတွေကိုပယ်ရှားနိုင်ဖို့အတွက်ဇာတိလွတ်ကြောင်းတရားကိုငါ့ကိုဟောခဲ့တယ်အဲ့ဒီမြတ်စွာဘုရားကဇာတိကိုမကြိုက်ဖို့ငါ့ကိုသွန်သင်ထားတာဆုံးမထားတာဒီနေရာမှာပြောစရာစကားလုံးလေးတွေအရင်ကောင်းနော်အလုံးစုံသောဒုက္ခကိုပယ်ဖို့အတွက်အလုံးစုံသောဒုက္ခတွေချုပ်ငြိမ်းနိုင်စေဖို့အတွက်မြတ်စွာဘုရားဟာဇာတိလွတ်ကြောင်းတရားကိုဟောတယ်အလုံးစုံသောဒုက္ခကငြိမ်းရင်နဲ့လွတ်ချင်တယ်ဆိုရင်ဇာတိကလွတ်မှသာလေအလုံးစုံသောဒုက္ခကလွတ်မှာအဲ့တော့မြတ်စွာဘုရားဒေသနာတွေအားလုံးရဲ့ဥတည်ချက်တနည်းအားဖြင့်ဒေသနာရဲ့အနှစ်သာရဟာဘာလဲဘာဖြစ်စေချင်တာလဲလို့မေးရင်ဒီစကလုံးဟာအဖြေပဲဇာတိချုပ်သွားသေးချင်တာနောက်ထပ်ဇာတိမဖြစ်စေချင်တော့လားနောက်ထပ်ဇာတိမဖြစ်အောင်လုပ်ဖို့မြတ်စွာဘုရားနိမလတ်မှာအကုန်ပေးခဲ့တယ်ဟုတ်လားအဲ့လိုဆိုရင်ဇာတိကဘာလို့ဖြစ်တာတော့ဇာတိဖြစ်ရင်ဒုက္ခဖြစ်မှာနော်ဇာတိကဘာလို့ဖြစ်တောင်ဆိုလောဘကြောင့်ဖြစ်တယ်လောဘဘာကြောင့်ဖြစ်တုံးလို့မေးရင်ဘဝရဲ့ဆင်းရဲပါတယ်ဆိုတဲ့အမှန်တရားကိုမသိလို့အခုတရားအထုတ်ကြတယ်ဆိုတာအဲ့ဒီအမှန်တရားကိုသိဖို့အတွက်ကြိုးစားတာဘဝရဲ့ဆင်းရဲတယ်ဆိုတဲ့သဘာဝတရားကြီးကဓာတ်ရိုက်ကြီးသိနိုင်တာတော့မဟုတ်ဘူး तू အဲ့လိုမလွယ်ဘူးဘဝရဲ့ဆင်းရဲတဲ့သဘောဒုက္ခသစ္စာကိုပိုင်းခြားသိကျင်တယ်ဆိုလို့ရှိရင်ပထမအဆင့်အမြဲတမ်းပြီးဆုံးလိုက်နေတဲ့ချုပ်ပြောက်လိုက်နေတဲ့အနိစ္စသဘောကိုကျွမ်းကျင်အောင်သိအောင်အရင်လုပ်ရမယ်နော်ဖြစ်ပေါ်လာတဲ့အတွေ့အကြုံတွေအကောင်းဆုံးဘာပဲဖြစ်လာတဲ့တရားတောင်းလျှောက်တလက်ဆက်ပြီးလိုက်နေတယ်ကုံပြောက်လိုက်နေတယ်ထာဝရပြီးပြောက်တာတော့ဘယ်ချိန်မှသွားဆန်းမလို့ရှားတွေ့နိုင်တဲ့ကိစ္စမဟုတ်တောင်းလျှောက်ကိုပြီးတာအဲ့ဒီဟာကိုဘာလို့ခေါ်တော့အနိစ္စအဲ့ဒီအနိစ္စကိုမြင်မှန်များမှဒါကိုယထာဘုဒ္ဓဉာဏ်ထက်သန်တယ်လို့ခေါ်တယ်အဲ့ဒီယထာဘုဒ္ဓဉာဏ်ထက်သန်မှသာလျှင်နေပြီးတာညီးငွေ့တယ်ဆိုတာလာတယ်ညီးငွေ့မှုထက်သန်မှသာလျှင်ဝိဇ္ဇတက်မဲ့မှုကင်းတယ်ဆိုတာလာတယ်တက်မဲ့မှုကင်းမှဝိမုစ္စတိလွတ်မြောက်တယ်ဆိုတာလာတယ်အဲ့ဒီဟာဗုဒ္ဓဘာသာရဲ့အဓိကပန်းတိုင်ဟုတ်လားဘာကိုခြေခံမှာတော့အနိစ္စကိုမြင်တဲ့ယထာဘုဒ္ဓဉာဏ်ရအောင်လုပ်ရမယ်အဲ့ဒီအနိစ္စကိုမြင်တဲ့ယထာဘုဒ္ဓဉာဏ်ရခြင်းရင်ဘယ်နည်းလမ်းနဲ့ဘုန်းကြီးတို့အဲ့ဒီဉာဏ်ကိုရအောင်ရှားမှာတုံးလို့မေးရင်တတိပဋ္ဌာန်နည်းလမ်းနော်တတိပဋ္ဌာန်နည်းလမ်းဆိုတာကပြစ္ဆုတ်ပံဖြစ်ရတိုင်းကိုအမှတ်အသိပြုပြီးတော့နေတာနော်ပြစ္ဆုတ်ပံဖြစ်ရတိုင်းကိုလိုက်ကြည့်တယ်လို့နော်လူငယ်တွေနားလည်အောင်အဲ့လိုလေးပြောခြင်းနဲ့ဘုန်းကြီးကအခုဘာဖြစ်နေတယ်လဲအဲ့ဒါကိုလိုက်ကြည့်ရုပ်ပိုင်းဆင်ရာဖြစ်ခြင်းဖြစ်မယ်နာမ်ပိုင်းဆင်ရာဖြစ်ခြင်းဖြစ်မယ်နာမ်ပိုင်းဆင်ရာမှာပို့ပြီးတော့တတိအားကောင်းလာရင်ဝေဒနာနော်တင်ညာသင်္ခါရဝိညာဉ်အထိုက်လျောက်ခွဲခြားနိုင်တဲ့သဘောတွေလည်းဖြစ်လာမယ်ပေါ့ဘာပဲဖြစ်ဖြစ်အဲ့ဒီဖြစ်နေတဲ့သဘာဝကိုဘာလို့မလို့လိုက်သိနေဟ
ဟုတ်လားအဲ့လိုလိုက်သိလို့ရှိရင်ဖြစ်လာတဲ့တရားတိုင်းဟာဒီလိုပဲပြီးဆုံးပြောက်ွယ်သွားနေတဲ့သဘောမျှပဲလို့ဉာဏ်ထဲမှာရှင်းလာနိုင်တယ်ဒါကြောင့်မဟာရှိစောဘုရားကြီးအလုံးမပြီးပြီးစုံနဲ့တရားအားထုတ်နည်းအားထုတ်ရင်ရမယ့်အကျိုးကျေးဇူးအကုန်လုံးပေါင်းစပ်ပြီးတော့လင်္ကာလေးတစ်ပုဒ်ထဲနဲ့ရေးကြတာရှိတယ်ပေါ်တိုင်းမပြတ်ရှုမှတ်နေလျင်ယုံနာနှမျိုးကြောင်းကျိုးသိမြင်မမြဲဆင်းရဲဉာဏ်တဲ့ပေါ်လွင်အနတ္တသိရနိဗ္ဗာန်ဝင်နှုတ်ထဲမှာရဆောင်ထားတဲ့နော်ဗမာလူမျိုးဗမာလူရေးထားတဲ့ဗမာစကားအနှစ်သာရရှိတာတွေကိုဆောင်ထားရမယ်အဲ့ဒါမှနားလည်မှုကတဲ့တဲ့စိတ်ထဲကိုရောက်မှာနော်ပါဠိဘာသာဆိုတာကကိုယ်ဘာသာမဟုတ်ဘူးရွတ်ဆိုလိုက်တယ်လည်းရွတ်ဆိုလိုက်ရင်လည်းပဲအတိပ္ပယ်ကအဲ့လောက်ကြီးကိုကကျွမ်းကျင်ရင်နားလည်နှောက်အောင်လေ့လာထားတာလည်းမဟုတ်ဘူးဟုတ်လားဒါကြောင့်ဗမာလူရေးထားတာလေးတွေကိုဘုန်းကြီးကပိုးပြီးတော့ကျွမ်းကျင်စေခြင်းတယ်ဗောနော်ပေါ်တိုင်းမပြတ်ရှုမှတ်နေလျင်ဖြစ်တိုင်းသိခိုင်းတာပေါ်တိုင်းမပြတ်ရှုမှတ်နေလျင်ယုံနာနှမျိုးအကြောင်းကျိုးသိမြင်ဒါရုပ်ပဲနာမည်သိမယ်ဖန်ဆင်းတာလို့ဖြစ်တာမို့အကြောင်းကျိုးသဘာဝလို့သိမယ်ပြီးရင်ဗာပြောတယ်မမြဲဆင်းရဲဉာဏ်တဲ့ပေါ်လွင်နော်မမြဲတဲ့သဘောခုနယထာဘုဒ္ဓဉာဏ်ဆိုအဲ့ဒါပြောတာနော်အဲ့ဒါကိုသိမှဆင်းရဲကိုသိတဲ့ဉာဏ်ဆိုတာဖြစ်နိုင်တယ်အနတ္တဆိုတာများသိမယ်ဆိုလို့ရှိရင်အဲ့ဒါနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တဲ့အဆင့်ကိုရောက်သွားမယ်လို့ပြောတာဒီလိုလင်္ကာမျိုးလေးတွေဒါလုံရမယ့်လမ်းစဉ်နဲ့တကွအကျိုးကျေးဇူးကိုပါတခါတည်းစုံအောင်ပြောတာနိဗ္ဗာန်ရောက်ကြောင်းတရားနဲ့အကျိုးကျေးဇူးကိုတခါတည်းတွဲပြောတာနော်ပေါ်တိုင်းမပြတ်ရှုမှတ်နေလျင်ယုံနာနှမျိုးကြောင်းကျိုးသိမြင်မမြဲဆင်းရဲဉာဏ်တဲ့ပေါ်လွင်အနတ္တတရားနိဗ္ဗာန်ဝင်ဘဝအကြောင်းကိုသိအောင်ကြိုးစားတဲ့အခါမှာနိမလမှာကြိုးစားတဲ့အခါမှာဖြစ်ပေါ်လာတဲ့ဉာဏ်တွေထဲမှာဘယဉာဏ်ဆိုတာတစ်ခုအပါအဝင်ရှိတယ်ဘယဆိုတာကြောက်တယ်ဘာလို့ကြောက်တာတုံးဆိုတော့ဒီယုတ်ဒီနဲ့နေဖြစ်နေတာကြီးကိုပဲစိတ်ထဲကကြောက်တယ်ဒေါသပြတ်ထန်းတဲ့သဘောမျိုးနဲ့ကြောက်တာမဟုတ်ဉာဏ်ပညာဥရှိပြီးတော့တန်ဝေကသဘောမျိုးနဲ့ကြောက်တယ်အဲ့ဒါကိုကြောက်တဲ့ဉာဏ်ဖြစ်မှဟိုဘက်မှာညီငွေတာလွတ်မြောက်လို့တဲ့စိတ်ပေါက်တာတပန်းလွတ်မြောက်အောင်ကြိုးစားတာဉာဏ်စဉ်အစဉ်စဉ်မြင့်ပြီးတော့သူကမဉဏ်ဘုံဉဏ်ကိုရနိုင်တယ်အဲ့ဒီကျမှဒုက္ခငြိမ်းနိုင်တယ်ဒါကြောင့်ဘုန်းကြီးကဆင်းရဲကိုကြောက်ရင်ဘဝကိုကြောက်ရမယ်ဆိုတာအဲ့ဒီဟာတွေကိုရည်ရွယ်ပြီးတော့ပြောပြတာခုတရားစကားပြောတာတဏှာကြီးတိတိရှိဟုတ်လားတရားကိုအခြေခံသဘောလည်းပြောတယ်အရှင်းမြင့်သဘောလည်းပြောတယ်နော်အခြေခံသဘောလေးကဘာလဲတော့ဆင်းရဲကိုကြောက်ရင်အကုသိုလ်ကိုကြောက်ရမယ်ပို့ပြီးတော့တဲ့တဲ့ပြောရမယ်ဆိုရင်ဆင်းရဲကိုကြောက်ရင်မကောင်းတဲ့စိတ်ကိုကြောက်ရမယ်မကောင်းတဲ့စိတ်မဖြစ်စေရဟုတ်လားဒါကအခြေခံပြောတာနော်နောက်အရှင်းမြင့်ရပါတော့ဆင်းရဲကိုကြောက်ရင်ဘဝကိုကြောက်ရမယ်ဘဝကိုမကြောက်သေးသမျှဆင်းရဲကိုကြောက်တယ်လို့ဘယ်လိုမှမပြောနိုင်ဘူးဟောဆိုဘဝကိုကဆင်းရဲကြီးဖြစ်နေတယ်ကျတို့ကမသိသေးလို့ဟုတ်လားဒါကြောင့်တရားကောင်းစဉ်လေးလောက်ကိုပဲပိသတို့နော်စိတ်ထဲမှာနားလည်မှုနဲ့သိရှိထားနိုင်မယ်ဆိုရင်အများကြီးကျိုးရှိမယ်လို့ဘုန်းကြီးကယုံကြည်တယ်နော်ဆင်းရဲကိုကြောက်ရင်အကုသိုလ်ကိုကြောက်ရမယ်ဆင်းရဲကိုကြောက်ရင်ဘဝကိုကြောက်ရမယ်နှစ်ပိုင်းနော်ဒါကြောင့်အကုသိုလ်ကိုလည်းကြောက်နိုင်ကြတယ်ရှောင်နိုင်ကြတယ်သူတော်ကောင်းတွေဖြစ်ကြပါစေဘဝရဲ့အကြောင်းကိုလည်းအမှန်ကန်သိမြင်နားလည်အောင်ကြိုးစားရင်းနဲ့ဘဝဆိုတာဆင်းရဲတဲ့သဘာဝမျှတာဖြစ်တယ်ဆိုတာကိုနားလည်အောင်ကြိုးစားနိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းကြီးများဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြရတဲ့ကုသိုလ်ကောင်းမှုအစုစုရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဉ္ဇဉ်ဘုညံမြတ်နိဗ္ဗာန်ကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း